တေချာကြည့်တော့ရှိကတွားနေသူကအုတ်ထုပ်နဲ့မိုးကအင်ကြီးနဲ့ယောက်ျားဟန်ဆောင်ထားပေမဲ့ကိုလုံးနဲ့လမ်းသွားဟန်နှွက်နေတာကယောက်ျားမောင်မှသိတာလေကွာတေချာကြည့်တော့ကွာဟုတ်ပြီပြောတာအေးဒါအကြံဖန်ပဲဟုတ်တယ်လက်ထဲမှာလည်းဟင်းဘက်တစ်လုံးနဲ့အကြံဖန်ကိုဒုတ်တက်ပြီးအကြံဖန်လုပ်ရမှာပဲဟုတ်တာပေါ့ဒုက္ခနောက်တိုင်လူကငါ့နောက်ကိုလက်လာချင်းအမေကင်းအောင်ယောက်ျားလေးကဖမ်းလာတော့သူတို့ကရင်းမိကြတယ်ဟုတ်တော့ဘုရားကျော်အောင်မသိဘူးဟောရာကြီးမိုးရာကြီးမိုးရတော့အကျန်းတိုင်ဝင်ရတာပေါ့ကွာအကျန်းတိုင်လို့ဒင်းရအော်ရင်တောင်မိုးသားနဲ့တို့ဘော်ဒါအဖြစ်ကောက်ပဲပြည့်မယ်ကွာโอเคဘော်ဒါဟောသူပြေးလာကြပြီအိုးပူစီကချမ်းနေစုံရတော့မှာပဲတော်ပါသေးတယ်ဘယ်ကလိုရခုဖွင့်ရလို့ချမ်းနဲ့ဝင်တော့လို့ကတော့အပိုင်ကွာဒီပါဦးလေကွာအရေးကြီးစောင့်ကြည့်ကြသေးတာပေါ့ကွာတော်ရတော့အစီမိုးသိမ်းမှာပဲပြန်လာတော့လေဟောမယုံမသိအစီပဲတကားပြန်ပေးရတော့နော်ဟောကျွန်တော်မက်ဆီကိုဖွင့်လို့မရတော့ဘူးပုံစံကြည့်ရတာတော့သူ့ရဲ့သူပြန်ဝင်တဲ့ပုံကွာဒါဖြင့်သူကမိုးချိုးတယ်လို့ပဲသဘောထားကြတာပေါ့ကွာဟာမိုးကတော်တော်ချမယ်ပုံပဲဟဲ့ကောင်ဘေဒီဟဲ့ထားလားအစီကဘယ်အချိန်ကထွက်သွားပြီခုမှတစ်ခေါက်ပြန်လာတာလေဟောဘယ်တော့တစ်ခေါက်ပြန်လာသေးလို့လဲမိုးတဲကြီးမျက်ကြီးရွာနေတော့ကတစ်ခေါက်ပြန်လာသေးတယ်လေဘယ်တော့ပြန်လာလို့လဲငါအခုမှပြန်လာတာဒါဖြင့်ခင်းနေဦးအစီအစီဂရင်ပေါ်မှာအိတ်နေတာဘယ်ကကောင်းမှလေးပါလိမ့်ချီရင်မှလည်းမိုးသားတွေအုတ်ထုပ်တွေကအစီဝင်းနေစောင်းနေတဲ့ဟာမျိုးငါညကတကားဖွင့်ပေးတာသူ့ကိုပဲဖြစ်မှာလေဟုတ်ပြီအစီညကအစီထင်တာကောင်းမှလေးဟာပြောတယ်ဘယ်ကောင်းမှလေးအဲ့ဒါတော့မသိဘူးမသိလို့မင်းကဘာဖြစ်လို့အင်တကားဖွင့်ပေးရတာတော့အစီမှတ်လို့ပါဆိုငါနဲ့ကောင်းမှလေးနဲ့ဘာတူလို့လဲမိုးသားနဲ့အုတ်ထုပ်လေမင်းကောင်းမှလေးသွားနှိုးစမ်းကွာပါဇက်ကခုံလို့ရမလားလူကိုယ်တိုင်လှုပ်နှိုးရမလားနှိုးရင်ပြီးတော့ကွာဘယ်လိုနှိုးချင်တယ်လို့နှိုးဒီမှာအမျိုးသမီးဗျာကျေးဇူးပါပဲဗျာကျေးဇူးတွေပါလေလုံးမနေနဲ့ဟိုမှာအာဖရိရောက်နေခင်ဗျားကိုခေါ်နေဒီမှာမင်းကလေးမင်းဒီကိုဘာကိစ္စနဲ့ရောက်နေတာကျွန်တော်လင်းနောက်လိုက်လာတာပါဘယ်မလဲမင်းလဲသူမလာဘူးဗျတော်တော်ချစ်တယ်ထင်တယ်နော်ချင်းမြောင်နေရကိုမလာလားဟုတ်တယ်ဗျနေကုံအောင်ကျွန်တော်စောင့်နေသေးတယ်သူမလာတာနဲ့ကျွန်တော်ဒီကိုရောက်လာတာဒီမှာမင်းလည်းမရှိပဲဘာလို့လာရတာလဲလူနှစ်ယောက်လိုက်နောက်ဆက်လို့အရက်ကိုအော်အကူကြီးတောင်းဖို့မိုးကဒီလောက်တဲကြီးမဲကြီးရွာနေတော့အော်အကူကြီးတောင်းလေဘယ်သူကကြားမှာလဲဒီမှာမင်းကလေးမင်းလင်လောင်းကလာမကြိုဘူးဆိုတော့ဟိုတို့ကမင်းလင်လောင်းကိုရှာပြီးပေးစားမှာလားဒါမှမဟုတ်မင်းအိမ်ကိုလိုက်ပြီးပို့ရမှာကျွန်တော်အိမ်ကိုကျွန်တော်ဘယ်တော့မှပြန်မလာဘူးလို့စာရေးထားခဲ့တာဒါပြန်မင်းလင်လောင်းစီကိုဂတိမတည်ရဲ့လူကိုမဆက်ဆံချင်တော့ဘူးကျွန်တော်ဒီမှာနှစ်လောက်နေခွင့်ပြုနိုင်မလားကောင်းလေးကဘယ်မှာနေတာတော့ကံတော်ကြီးမင်းမောင်ရိတ်တာလို့ပြောတယ်မင်းကောင်းလေးနာမည်ကကိုခင်မောင်ထွန်းမင်းကိုခင်မောင်ထွန်းမင်းတို့အိမ်ကဒီအိမ်မှာလားခင်ဗျာဟုတ်ပါလေခင်ကိစ္စကမီတိုးနဲ့ပတ်သက်လို့ခုမီတိုးကဘယ်မှာလဲကျွန်တော်အိမ်မှာပါဒီလိုကဲတော့စေတနာရှင်တယောက်ကိုဒီလောက်အခါရင်တော်လောက်ပြီထင်တယ်ကိုခင်မောင်ထွန်းမင်းဒီတက်မှာလွန်ကဲလာတယ်ဆိုရင်တော့ဧည့်သည်မှာလည်းလက်ပြီးနေဆိုတဲ့သဘောတွေပြရလိမ့်မယ်လူဘာဝလို့သူများအချီရေးလဲဝင်ရောက်နှောက်ယှက်သေးတယ်သူများသမီးပြိုလဲခြေတော်တင်သေးတယ်ဒီလိုလူမျိုးကစေနာရှင်လားကွာခင်ဗျားပြောတာတွေတခုမှမဟုတ်ညကမီတိုဗလာအိတ်တယ်ကျုပ်အိမ်မှာခင်ဗျားယဟန်နာလားဒါမှမဟုတ်နွားလားယဟန်နာလည်းမဟုတ်နွားလည်းမဟုတ်ကိုကျင်တရားရှိတဲ့လူ
ကိုယ်စိတ်နဲ့နှိုင်မရိုင်းဆိုတဲ့သဘောနဲ့လူသားအလုံးကိုကိုလိုရုပ်လိုက်မယ်လို့မထင်နဲ့ခမရကိုကျုပ်လူကြီးလူကောင်းမှတ်လို့ဆက်ဆံမိတာအခုတော့နှုတ်ကြမ်းကိုကြမ်းလူရန်ကားဖြစ်နေကဲခမရကိုကျုပ်နောက်ဆုံးမင်းမယ်မီတိုးစီခမရလာမလားခမရစီကိုမီတိုးလာမလား အိုးကျုပ်လည်းမလာဘူးကျုပ်စီကိုလည်းမလာစေနဲ့ ဘာဖြစ်လို့ သစ္စာဖောက်လို့ရ तू ကပြောတော့ခမရကဂရိမတီးဘူးဆိုပါလား ဘာကလေးမတီးတာလဲ မပြောတတ်ဘူးမီတိုးကရောဘာသစ္စာဖောက်လို့ ခင်ဗျားနဲ့လေရခင်ဗျားနဲ့ ဟုတ်ဘူးလို့ခမရကိုဘယ်နှခါပြောရမလဲ မီတိုးလို့မျက်နှာအလှပိုင်ရှင်မီတိုးလို့မျက်စရာကိုလိုပိုင်ရှင်ကိုခင်ဗျားလို့အရွယ်လင်လူလိုက်ကြီးကတစ်ချက်ကလေးမငြီးဘူးဆိုတော့မျက်မှုမကြက်တဲ့နှုတ်အိုကြီးလား ဟာဒီလောက်တုံစောလာကဲကွာတခါကြတော့လက်သီးနဲ့ရှင်းရမယ်လို့ပါဇက်နဲ့ရှင်းရပင်မစိတ်ဆင်းရဲစေရပါဟာကျေးဇူးပြုရဝင်ပြုပါခင်ဗျာ အော်လာပါကွယ်လာပါမိဆွေဧည့်သည်လာတယ်ထိုင်ကွယ်မောင်လေးကိစ္စများအကြောင်းတူရှိပါသလားဟင် မီတိုးကိစ္စပါ ခုမိတို့ပါမှာလေ ကျွန်တော်အိမ်မှာပါ လက်ဆက်တတ်တော့တရားခံကမင်းကိုတို့ညီမတွေကိုစိတ်တော့ကရအောင်လုပ်တဲ့အတွက်ကဲမိဆွေငါပြောင်းကနေမထနိုင်လို့ငါအတွက်ပါတစ်ချက်ရိုက်လိုက်စမ်းအပြိုကြီးညီမဘာကြီးဆိုင်စရာလိုလဲဆိုတဲ့သဘောနဲ့ကြောကျင်လာလားလုတ်လိုက်စမ်းမိဆွေလုတ်လိုက်စမ်း ဟိုနေကြပါဦးခင်ဗျာကျွန်တော်ရှင်းပြပေးရစေဦးကျွန်တော်တရားခံမဟုတ်ပါဘူးအကျိုးဆောင် မိတိုးကြီးစားဆိုတာမင်းလား မဟုတ်ပါဘူးခင်ဗျာ မိတိုးကိုခိုးသွားတာမင်းမဟုတ်ဘူးလား မဟုတ်ဘူးခင်ဗျာ မင်းပြောတော့မိတိုးကမင်းအိမ်မှာဆို ဟုတ်ပါတယ်ခင်ဗျာ မိတိုးကမင်းတော့ကိုလိုက်တာမဟုတ်ဘူးလား မဟုတ်ဘူးခင်ဗျာ ဒါပြင်မိတိုးကမင်းစီကိုဘယ်လိုလုပ်ရောက်လာတာလဲ ဟိုသူပြောတော့သူ့ကိုလူနှစ်ယောက်ကလိုက်နှောက်ရှက်လို့ပြောတာပဲ မင်းကမိတိုးကြီးစားမဟုတ်ဘူးလား မိတိုးကြီးကကိုခမောင်ထုံးမင်းမှာ ရှုပ်တယ်ကွယ်မိတိုးအချစ်ကိစ္စကိုတို့အပြိုကြီးညင်မနားလေအောင်ရှင်းလိုက်ဘယ်သူစနဲ့ဆိုတာတေးသေးချာချာသိမှဘယ်သူပါကိုရိုက်ရမယ်ဆိုတာဝေခွဲလို့ရမယ်ဟေး ဟိုမိတိုးနဲ့တွေ့ရင်ကိုရှင်းမှထင်ပါလားအန်ဒီတို့ရဲ့ နေပါဦးမိတိုးကြီးစားကမိတိုးကိုခိုးရမှာမင်းကိုအကူကြီးတောင်းတာလားမိတိုးကြီးစားနဲ့မင်းနဲ့တော်တော်ရင်းနေသလား မိတိုးကြီးစားနဲ့ကျွန်တော်နဲ့ကတော့တွေ့ချင်းထိုးချိန်ပြီးကြပါမယ် ဘာလို့ကြီးစားလူတာလား မဟုတ်ဘူးခင်ဗျာဟိုကျွန်တော်ကမိတိုးကိုသူ့စီပို့တာ तू ကလက်မခံ မိတိုးကသူ့ခိုးလို့သူ့နောက်ကိုခိုးရလိုက်တာမဟုတ်ဘူးလားကွ ဟုတ်တော့ဟုတ်ပါတယ်ဟိုဒါပေမဲ့ မိဆွေရေရှင်တို့ညင်မငယ်ငယ်ကရီးစားမထားပဲအပြိုကြီးလုံးမိတာမှားပြီတင်လေဘာဖြစ်လို့လဲမမနှွေညီကြည့်လေအချစ်ကိစ္စလှုပ်ရှားမှုတွေအကြောင်းပြောနေတာတို့ညာမမီပဲဒုံးဝဲနေပြီမို့လား မှန်ကတော့ဒီလိုပါအန်ဒီတို့ရဲ့မိတိုးကြီးစားကိုခမောင်ထုံးမင်းကမိတိုးနဲ့ကျွန်တော်ကိုထင်လွဲတာတကယ်တော့ကျွန်တော်ကကိုကြီးကဲတင်နေသူပါသူကထင်လွဲတယ်မိတိုးလည်းသူ့အပေါ်စိတ်ပြက်တယ်ကျွန်တော်ကတော့သူတို့နှစ်ယောက်လုံးကိုစိတ်ပြက်တာပဲဘယ်နဲ့ဗျာတယောက်နဲ့တယောက်ဒီလောက်ချစ်ကြမှာတော့ တော်ပါပြီဒီကိစ္စမှာအန်တီတို့ကိုရှင်းလေရှုပ်လေဆိုတော့မိတိုးနဲ့တွေ့အောင်တို့လိုက်ပြစီကွယ်ဒါမှရှင်းမယ် အကောင်းဆုံးပါပဲခင်ဗျာ အော်ငါမောင်ကိုအမကြီးရိုက်မိတာတောင်းမှပါတယ်ကွယ် နောက်ထပ်မရိုက်ဖြစ်အောင်တော့ကြိုးစားပေါ့အမကြီးရဲ့ မင်းကငါရိုက်မိတော့မယ်မော့ ကျွန်တော်နာမည်ဘတ်တူပါမရိုက်ပါနဲ့အမကြီးရဲ့ဟိုရိုက်ပြီးမှတောင်းမှရတာအမကြီးအဖို့လွယ်ပေမဲ့ကျွန်တော်အဖို့ခဏခဏရိုက်ခံတတ်တာမှမဟုတ်ဘူးခင်ဗျာ မင်းပြောတော့မင်းအိမ်မှာမိတိုးရှိတယ်ဆို ကျွန်တော်အန်တီတို့စီလာတော့ကမီတိုးဒီအိမ်မှာရှိတာအမှန်ပါဟဲ့တော့ပေပြီဘယ်လိုဖြစ်လာလဲကွာငါ့ကိုပြောစမ်းမအောင် သူ့ပြောကတော့သူအိမ်မှာမနေကြတော့လို့လင်နောက်လိုက်တာတဲ့သူကြီးစားကလည်းဂရိမတီးဘူးတဲ့ဒီတော့သူလင်နောက်လည်းမလိုက်တော့ဘူးတဲ့အိမ်လည်းမပြန်တော့ဘူးတဲ့ပြီးတော့သူကအာသရိဘယ်သွားလဲတဲ့ကျွန်တော်ကခမားကြီးစားစီနဲ့ခမားအိမ်သွားတယ်ခမားကိုတယောက်ယောက်စီပို့ဖို့ဆိုတော့သူကဒေါသဖြစ်တော့တာပဲကိုယ်လုံးမဟုတ်ပဲဝင်စုပ်တာကျေးဇူးတာမရှိရင်အားဆွဲရိုက်ကြည့်ချင်တယ်တဲ့ ပါရိုက်တဲ့မျိုးပါလားကဲကြားတဲ့အတိုင်းမှာပဲအန်တီတို့ရဲ့ တော်ဒုက္ခပေးတဲ့ဟာမှတွေ့မှအားဆွဲရိုက်ဖြစ်ဖို့ကောင်းတယ်သူဘယ်သွားမယ်လို့ပြောသွားသေးလဲရှင် ချီဦးတက်လာပဲတဲ့ အဲ့ဒီနောက်ကိုလိုက်ရမှာပဲအိုးချီဦးတရားသွားတယ်ဆိုတော့ဘယ်လိုလုပ်လိုက်မလဲမမနှွေကဲဘယ်လိုလုပ်ကြမလဲမောင်ဘတ်တူ ကျွန်တော်အဖို့တော့ဝင်တုတ်ကြီးပေါ့သွားတယ်လို့ပဲ မဟုတ်ဘူးလေကွယ်မောင်ရင်ကအန်တီတို့ကိုတော့ကိုကြီးအောင်မှာပေါ့ အန်တီတို့ကပါရိုက်တတ်တယ်ခင်ဗျာ အိုးကွယ်ဒီလက်ဟာမင်းအတွက်မဖြစ်စေရပါဘူးလို့အန်တီအာမခံပါတယ်
ဟိုတုန်းကတော့အန်တီလက်ဟာဘယ်ပါမှမရွေးခဲ့ပါဘူးခုတော့ပါရွေးပါတော့မယ်ကွယ် ကျေးဇူးတင်ပါတယ်အန်တီရဲ့ ကျေးဇူးတင်ပါတယ်မောင် မောင်ကလည်းကျေးဇူးတင်ပါတယ်ရွက်ကြတဲ့ပေါင်းဆန်တဲ့အချစ်ရှင်ကိုစောစောမြင်လို့စောစောကျင်ခွင့်ရခဲ့တာကိုတိတ်ကျေးဇူးတင်ပါတယ်လို့ ယောက်ျားမပြီးဂတိမကြည့်အပလီသမားလမ်းခွဲသွားတာကိုဒီကလည်းကျေးဇူးတင်ပါတယ်လို့ မီတိုငါ့ကိုမစော်ကားနဲ့နော် စော်ကားတာမဟုတ်ပါဘူးအမှန်တွေပါ မီတိုမှန်နေဆိုတာကအထင်အမြင်မှာမောင်တိတ်ခါကိုထိခိုက်နေတယ်နော် တစ်ဖက်သားတိတ်ခါထိခိုက်အောင်ပြောဆိုပိုင်ခွင့်ကိုယောက်ျားတွေသာလုပ်ရမယ်လို့ဘယ်လူအခွင့်အရေးတော်ညာစာတမ်းမှာပါလဲ အေးပေါ်လေမီတိုကတစ်ဖက်မှာခြေကိုရပြီဆိုတော့တစ်ဖက်ကိုကန်တော့မှာပေါ့ ခြေကုပ်မရလဲမောင်ဟာကန်သိနေလူပါမောင်ထင်လွဲနေတာပါဗျာကျွန်တော်မှဘာခြေကုပ်မှမရှိဘူး လက်ဘူးလက်ချက်မိတာပါမီတိုရဲ့မောင်စီကိုလာပြီးမှန်တူတဲ့ကနာမငြိမ်စိတ်နဲ့ထိုးကျိတ်သွားတဲ့ငနေကြီးဟာမီတိုရဲ့ခြေကိုမဟုတ်ဘူးလားတိတ်တဲနာဖို့ကောင်းတယ်မီတိုကိုချစ်သူလည်းအလူခံရသေးတယ်ကိုလည်းကိုတိလျောက်အစော်ကားခံရသေးတယ်မောင်ကအတဲနှလုံးနဲ့ဖြုတ်ပေးရတဲ့သူပါမီတိုရဲ့တဲနှလုံးကိုဖြုတ်စင်ပြီးဟင်းလေးတွေဖြစ်တဲ့ရင်ကိုရှင်နေနေတော့ဘယ်လိုခံစားရလဲဆိုတာမီတိုစဉ်းစားကြည့်သိနိုင်ပါမောင်ကငဲကြည့်ဦးပါမီတိုရဲ့ငဲကြည့်ဦးပါ အဲ့လိုအပလီမျိုးတွေကိုအချီးလို့မိတိုးယုံမိမှားခဲ့တာပေါ့ကဲမောင်ကိုမိတိုးမေးပြစေအောင်ခုလိုမောင်ကမိတိုးကိုစကင်နာတွေထိုးနေအောင်ခုကိစ္စမှာမိတိုးကမောင်ကိုရှောင်တာလားမောင်ကမိတိုးကိုရှောင်တာလား ။အိုးဒါကတော့မီတိုရဲ့ခုလိုအခြေအနေတွေလိုချင်ကုန်မှတော့ လူချင်းကုန်နေဆိုတာဘာကိုပြောတာလဲ အိုးမောင်မပြောချင်တော့ပါဘူး မပြောတတ်တာလားဒါမှမဟုတ်ပြောစရာမရှိတာလားရိုးရိုးလေးပါဗျာကျွန်တော်ကိုကတူတို့အိမ်မှာတညအိတ်နေတာဟာခင်ဗျားကိုမယုံကြည်နိုင်စရာဖြစ်သွားတယ်မဟုတ်လားဒါပါပဲဒါကိုဘာဝိဝိုက်ပြောနေစရာလို့လဲအချစ်ဟာဝင်တိုတတ်တယ်ဆိုတာကျွန်တော်လက်ခံပါတယ်ဗျာဒါပေမဲ့အချစ်ဟာတင်ကောင်မကင်းဖြစ်ချင်းဆိုရင်တော့အန္တရာယ်ဗျဒါကြောင့်ခင်ဗျားကိုကျွန်တော်ရှောင်ရတာပဲခင်ဗျားမရှောင်လဲကျွန်တော်ကရှောင်မှာပဲတစ်ဖက်ကိုခြေကုပ်ယူတယ်လို့ပြောဦးမလားမကောင်းတာရှောင်ကောင်းတာဆောင်ဖို့ခြေကုပ်တော့မကောက်ဘူးလိုအပ်ရင်လက်ပါကုတ်ထားရမှာပဲ ။ရက်ဆက်လိုက်တာမီတိုရဲ့ ရက်စက်တင်ပါတယ်မောင်ရဲ့မကောင်းတာရှောင်ကောင်းတာဆောင်ဖို့ခြေကုပ်တော့မကောက်ဘူးလိုအပ်ရင်လက်ပါကုတ်ထားရမှာပဲ ရက်ဆက်လိုက်တာမီတိုရဲ့ ရက်စက်တင်ပါတယ်မောင်ရဲ့ တိုက်တိုက်ဆိုင်ဆိုင်ဗျာမိမတွေကိုတွေးပြနေတဲ့အာစရိကိုမှပဲမိမကိစ္စထိတ်တိုက်တိုးရတယ်လို့ မိမတဘာဝသူတို့နဲ့ထိတ်တိုက်တိုးပြီဆိုတဲ့နောက်သူတို့ရဲ့နောက်လိုက်နောက်ပါဒုက္ခတွေပါတရန်းကြီးဝင်တတ်တာပဲမလားတော်ပါသေးရဲ့မင်းမင်းကြီးမှာကသူခင်းနေစက်သူပြန်သိမ့်သွားလို့ ကျွန်တော်ဇက်ကမသိနေပါဘူးဦးရဲ့ ဟာမီတိုးအဲ့တော့ကိုကြီးမင်းဘာဖြစ်လို့မီတိုးရှိနေတာငါ့ကိုမပြောတာလဲ သူကအာစရိကိုတောင်းပန်စရာတိုင်ပင်စရာရှိလို့လားအာစရိ ခုမီတိုးဗမာနေနေတယ် ဒုက္ခပဲကျွန်တော်တို့ main ကလေးတွေဖို့ညကဘယ်မှာအိတ်လဲဆိုတာကပြဿနာတစ်ခုရဲ့ကျိုးစားပဲကျွန်တော်ညကအမျိုးသမီးတငယ်ချင်းတယောက်စီမှာအိတ်တယ်ဦး နင့်ကြီးတော်တွေအတော်တွေစီပြန်သွားဖို့ကောင်းတယ် သူတို့ကကျွန်တော်ကိုစုလွန်ပေးသားလိမ့်မယ်ဗျ နင့်ကြီးတော်တွေကလည်းသူတို့ကြတော့အပြိုကြီးလုပ်တယ်နင့်ကြတော့ဇွတ်လင်ပေးစားတယ်ဘယ်လိုဟာလဲ သူတို့အမွေတွေစက်ခံဖို့မျိုးဆက်ကြမ်းစေခြင်းလို့တဲ့သူတို့ပေးစားတဲ့လင်ကိုကျွန်တော်မလိုချင်လို့ထွက်ပေါက်ရှာတော့ကိုခင်မောင်ထူးမင်းကိုတွေ့တာသူလည်းအလကားပဲ ပေးစားတာမယူလို့အမွေဖြတ်ရင် ကျွန်တော်အမွေမနှက်ပါဘူးဗျာကျွန်တော်မှလက်ရှိရင်အလုပ်ရှိမှာပဲအလုပ်ရှိရင်ထမင်းမငတ်ဘူးလို့ကျွန်တော်ယုံတယ် ဒီအချက်မှာတော့မင်းကိုကြုတ်လေးစားတယ် ဦးတက်ကြည့်လေကျွန်တော်လိုသဘောထားမျိုးရှိတဲ့လူကကျွန်တော်ကြီးတော်တွေပေးစားတဲ့လင်ကိုယူသင့်လားပြီးတော့ကျွန်တော်ရီစားဟောင်းပေါ့လေကိုခင်မောင်ထူးမင်းနဲ့ကောယူသင့်လား အေးဟုတ်တယ်မယူသင့်ဘူး အဲ့လိုနှစ်ဖက်စလုံးမယူသင့်တာကိုများဦးကဘာဖြစ်လို့ဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်လုံးနေရတာလဲလို့ဦးကလူကြီးလူကောင်းဖြစ်ချင်လို့လားဦးကဒူးဆိုတဲ့လူကြီးကသူ့အိမ်ရောက်လာတဲ့ကလေးမလေးကိုနှဲ့တစ်ပတ်မစိုးအောင်ကာဝယ်ဆောက်ရှောက်ပြီးအိမ်တိုင်ရာရောက်လာပို့ပေးတယ်ဆိုတဲ့ဂုဏ်ကိုလိုချင်လို့လားဦးအဲ့ဒီဂုဏ်ကိုရဖို့အတွက်ကျွန်တော်မနစ်မွန်သင့်ပါဘူးဦးရေ ။ဦး
တောင်းမှမှာတယ်မင်းကလေးရဲ့ငါနဲ့အတိုင်းပြောရမင်းကိုလက်လောက်လွယ်လွယ်လိုက်တဲ့မင်းကလေးပြီးတော့မင်းချစ်သူဆိုတဲ့မောင်ခင်မောင်ထုံးမင်းရဲ့အပြောအဆိုအကျင့်စရိုက်ဒီလိုလူမျိုးကိုချစ်နိုင်တဲ့ယုံကြည်အားကိုးနိုင်တယ်ဆိုတဲ့မင်းရဲ့အမြင်တွေကြတော့ကျုပ်ထင်သေးမိတယ်ခုမင်းယူဆတွေပြောတော့လေ ဦးလက်ခံနိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာဆက်ဆံနေတော်ပြစီဦးရဲ့တခုရှိတာကမင်းကြီးတော်တွေကိုငါကတိပေးထားတယ်မင်းကိုတွေ့ရင်အိမ်နိုင်ရာရောက်ပြန်ပို့ပေးပါမယ်လို့ဦးရဲ့အမှန်ကန်ရှောက်မဲ့မင်းကလေးတယောက်ကိုခိုလုံခွင့်ပေးတာဟာဦးလည်းအမှန်ကန်လူကြီးလူကောင်တယောက်ဖြစ်သွားပါလေတော်တော်လာတဲ့ကောင်မလေးမင်းမီတိုးနဲ့သမီးစားဖြစ်နေတာတော့မှန်တယ်မဟုတ်လားမှန်ပါတယ်မင်းတို့အချင်းတွေကိုတို့ရက်ွက်ထဲကလူတချို့ကသိကြတယ်ဆိုတာမင်းသိရလားသိပါတယ်ခင်ဗျာသိပါတယ်မင်းခိုးရလိုက်ဖို့ခေါ်တာကိုဒီရက်ွက်ထဲကမင်းတငယ်ချင်းတချို့ကနေအကြောင်းကြတာမဟုတ်လားဟုတ်ပါတယ်ဒီတော့ကမင်းနောက်ကိုမီတိုခိုးရလိုက်နိုင်မယ်လို့အရက်ကသိနေကြတယ်မီတိုးလည်းခိုးရတော့လိုက်တာပဲကွယ်အေးမင်းနဲ့မဆုံတာတော့တတိုင်းပေါ့လေအရက်ကတော့မင်းနဲ့ခိုးရလိုက်သွားကြပြီလို့ပဲနားလေကြတယ်ဒီတော့ကမင်းတို့မယူသိကြရင်မီတိုးဖို့နစ်နာပါလေယူပြည့်လေကျွန်တော်ဖို့နစ်နာပါတယ်ခင်ဗျဘယ်လိုကြောင့်လဲကွခဏပါခင်ဗျတစေးယောက်ျားအိမ်မှာညအိပ်ပြီးသွားပါအိုးသူတို့ချင်းကင်းရှင်းရပါလေကွဒါကတော့ဘုရားတရားမှသိမှာပါဟဲ့ဟိုတငယ်ကလည်းလူကြီးလူကောင်းတယောက်ပါကွအသက်40ကျော်ပြီးတော့လူပြိုကြီးအိုးပိုဆိုးပါလေခင်ဗျလူပြိုကြီးအပြိုကြီးဆိုတာအချစ်ကိုအောက်ထားရတာကံထွက်တတ်ပါတယ်ပောက်ကွဲကုန်တတ်ပါတယ်တို့ကလည်းအပြိုကြီးတွေကွလူပြိုကြီးကိုပြောတာပါဆိုလိုတာကသူတို့မပတ်သက်ဘူးဆိုတာကိုမင်းကမယုံတာပေါ့ဟုတ်ပါတယ်ခုလဲမီတိုးကအဲ့ဒီလူပြိုကြီးကိုဘတူအိမ်မှာလို့သတင်းရပါတယ်ဒါဆိုလိုက်ကြရအောင်မိစေ ready ပဲမနှွဲ့ဦးရဲ့ထားတော့လေဦးရဲ့စောစောထပြီးစာရေးတာအုံနောက်ဘူးရှင်နေစောလိုက်လားမီတိုးရဲ့မနေ့ကအတန်သွင်းမှုဇန်ညူရေးပြရမယ်ဆိုတမရေးလဲမိတာပဲဥဒီလိုပဲအေးများတယ်မီတိုးရဲ့ဘယ်လို့မဆိုကြိုးကြိုးတင်တင်ပြီးတာကောင်းနေကျွန်တော်ကြီးတော်ကြီးဆိုရင်ကောင်းနေမဟုတ်လားဘယ်လာမှဘယ်ကုန်စည်းကြတယ်ဈေးတက်တယ်ဆိုတာတက်ကလေးကြည့်ကျူတွက်ပြီးထုတ်တဲ့ကုံကိုထုတ်တယ်လှောင်တဲ့ကုံကိုလှောင်တာပဲဒါကြောင့်လေမင်းမသားတွေပဲမဲ့ဒီလိုပွဲအောင်စီးပွားတက်တာပေါ့ဗျအမြတ်လုံချင်ကြတာကိုမီတိုးရဲ့မီတိုးကြီးတော်တွေကိုမီတိုးအားကြလားစီးပွားရေးကိုတော့အားမကြပါဘူးဝိရိယကိုအားကြတယ်ဦးမီတိုးကိုအဲ့ဒါတွေသဘောကျတာရှင်မီတိုးကိုဦးလေးလာကြည့်တယ်လို့ချစ်ဆိုတာဒါမှမသိပဲရီးစားအရင်ထားတယ်အပြည့်အပဲရှိတယ်ကျန်တာအကုန်ချစ်เสียကောင်းရှင်မီတိုးဒီမှာနေရတာပြောလားမီတိုးဒီမှာရှိနေတာဦးတော့ပြောတယ်ဆိုတာကဟိုဒီလိုလေးဟိုဥစားဟိုပြောတာပါပဲလေဦးရဲ့ရိုးရိုးသားသားဘုံဘင်းနဲ့ပြောစမ်းပါပြောတာဟာပြင်းတာလို့ဆက်ဆံမကောင်းပါဘူးမီတိုးကိုဦးဓာရီကြိုက်တာပဲရှင်ဦးစကားတွေကလည်းအဲ့ဒါတွေကိုသဘောကျတယ်အကုန်ချစ်စရာကောင်းတယ်မီတိုးဒီမှာရှိနေတာဦးတော့ပြောတယ်တဲ့ဘာလဲဘယ်လိုလဲမကူရမ်းလို့သူ့ကိုရိုးရိုးပုံမှန်ပြောခိုင်းတာဟုတ်လားသူရိုးရိုးပြောတာကိုငါကများဆန်းဆန်းတွေးနေရလားမီတိုးဘာဖြစ်နေတာတော့ဦးကမျက်နှာတက်ဖို့ရေခွက်တွေသဘောတန်တွေကိုယူဖို့လက်ကမ်းနေတာဦးကိုစိုက်ကြည့်ပြီးငိုင်းနေလိုက်တာပေးလည်းမပေးဘူးဘယ်လိုဖြစ်နေတာလဲမိန်းကလေးရဲ့အိုးငါရှစ်ဆရာမကောင်းပါပြီလားကျော်ရဦးညံတယ်လေးမင်းကဲရင်တော်မူတဲ့အတိုင်းပါပဲခင်ဗျာလက်ပြမှာဆင်သွားသလိုထင်းထင်းရှားရှားလေးလေးမရတော့ဟုတ်တယ်ဦးနဲ့ကျွန်တော်နဲ့လင်းမရအဲ့ဒါဘာဖြစ်လဲကဲအကြားရတော့တို့ဟဲ့မီတိုးဘာရီလျှောက်ပြောနေတာလဲဟိုမီတိုးပြောတာမဟုတ်ဘူးခင်ဗျာဦးကခုချက်တီလူကြီးလူကောင်ဆန်နေသေးတာပဲ
ထွေလာကေလာတွေအငေါ်တူးတွေလုံးမနေနဲ့မင်းတို့အခြေအနေငါ့ကိုအမှန်တိုင်းပြောကြတာ ဟိုခိတ္တတဲကိုကွင်ပြုတ်ထားတာကလွဲလို့ဘာအခြေအင်းနဲ့မှမထူးပါဘူး ကျွန်တော်ဥကိုယူမလို့ ဟဲ့မိတို့ဘယ်နာတွေလျှောက်ပြောနေတာတော့ ကြားတော့မှုတဲ့အတိုင်းပါပဲဈာစကားမဟုတ်ဘူးနော်ကာယကံရှင်တွေရဲ့ဖွင့်ဟဝန်ခံချက်ပေါ့ မီတော့ငါပါဆိုရမိတယ်ခုတခါရဒုနဲ့လိုက်ခါစားဒီမှာမောင်ဘတ်တူ ခင်ဗျာ မင်းလူကြီးလူကောင်ဆမ်းမှာကိုမီတော့မင်းအိမ်မှာမရှိတော့ငါတော့ရှိတယ်ဆိုပြီးလာခေါ်တယ်တကယ်လဲရောက်နေတော့လာမပို့ဘူးဖွက်ထားတယ်ဒါကောင်းရဲ့လား ဟိုးဘယ်ကောင်းပါမလဲအန်ဒီတို့ရဲ့ အိုးအကျဲအကျဲမငိမ့်မွေပြောမနေပါနဲ့ကွယ်နှစ်ဆက်ကပုံလေးဆက်ကွဲနေမယ်မိဆွေမိတော့ကိုခေါ်ခဲ့ ဥကျွန်တော်ရှိနေတာဥပြောတယ်ဆိုကျွန်တော်လည်းဒီမှာပဲပြောတယ်ကျွန်တော်တို့လိုက်မသွားချင်ဘူးဗျာ ဆွဲတာတွေပြောပါဥရဲ့ပြောပါဥလိုက်သွားဆိုမှမိတို့လိုက်သွားပါမယ်မမွေတော့မိတို့အဆိုင်လက်ခံရဲအိုးအသက်လက်ခံရဲ မိတို့ကြီးတော်တွေခေါ်တာကိုလိုက်သွားလိုက်ပါမိတို့ရဲ့ ဥလူကြီးလူကောင်ပြီးတာပါတယ်ဥရဲ့ စိတ်တော့ကလေးပြေအိမ်မကြလေးရချေအချစ်ပြေနေစီလာများနှလုံးသားအချစ်ကင်းဝေကနေလိုင်းနေတဲ့မြေရုပ်တရက်မုံနိုင်စဉ်ဒီပြင်းတိုက်ပါမြစ်တဘူထားသလိုလေအိမ်နိုးထားချစ်သူ့အတွေ့ဆွဲထင်းရစ်ပြီလေချစ်ကိုမပြီးပဲအချစ်လို့ညီဆွဲဝဲရီနှစ်တလို့ပဲကမ်းမလာတဲ့ကိုကမ်းထင်ကိုမိငါမကမ်းပြိုပြီးပမာရောဝဲချမမောရဲတာပဲဝဲပြောင်းစေကာလာကျုပ်ခနဲ့လမ်းနဲ့ချစ်ခဲ့ပင်ရှင်လားစိတ်နာတော့အာဒီမှာနောင်ကြီးကိုပေးသေးမလားဇန်ညွန့်ဆရာကိုဘတ်တို့အိမ်ကလေ ဟုတ်ပါတယ် ကျွန်တော်ကမီတိုတို့နဲ့အနီးနားချင်းပါခင်ဗျ ဩဟုတ်လားမိတို့တယောက်နေကောင်းရဲ့လား တမန်မတူတူနဲ့ဗျာဘူရာကြီးကိုလွတ်နေတယ်ဗျအဆွေပုံဘူရာကြီးကတော့ပိုင်လိုက်ပုံနဲ့ဗျာကျွန်တော်ဘောတာမောင်ခမောင်ထုံးမဲ့နောက်ကိုကြတာလေဗျ သူတို့ကရိုးသားတာပါကွာ ခင်ဗျားကလည်းတန်းရှူရပြီကဲခင်ဗျားအာစီရောဘယ်လိုလဲ အေးဖီလင်းဝင်တယ်လို့ပဲ အေး ငါထင်တော့အရွယ်ကွာတာလဲအာစရီစိတ်ကြတယ်ရှင်လေကွာ โอ้ယောက်ျားပါစမိန်းမပခက်တွင်းပါဗျာခင်ဗျားအာစီဘယ်လိုချစ်တက်မယ်ပြည်တန်ထွက် သူ့သဘောကတော့သူသာဆွေးတယ်ဆွေးမယ်မိတို့ကတော့သူ့ကြီးတော်တွေသဘောတူတဲ့လူနဲ့ယူစီခြင်းနဲ့လေ ဟာခင်ဗျားအာစီရတယ်တော်တော်တုံးတယ်လူဗျာတော်တော်အောက်တယ်လူပဲဒါဆန်ညွန့်မဟုတ်ဘူးဗျာလက်တွေ့မီတိုးကြီးတော်တွေကအပြိုကြီးကြီးဗျဘာဖီလင်ကိုနားလဲမှာသူတို့အရာမှာကြောနေတဲ့ကျွန်တော်တို့ဘော်တာမောင်ခမောင်ထုံးမင်းနဲ့ပဲစစ်စီစဉ်မှာပေါ့ဗျ အဆက်ပြေအိမ်အောင်ရေးပေါ့လေကြီးတော်တွေအဆက်ပြေဖို့တူမမျက်ရည်အိမ်ထုံးရမယ်ကိတ်လေငါအာစရီရလဲမိတို့ကိုယူဖို့မောင်ခင်မောင်ထုံးမင်းကိုနားချအောင်မယ်ဆိုလား ဥပေပြီးအာစရီရဲ့အလက်ကားပဲ ဘာဖြစ်လို့လဲမိတို့ရဲ့ မိတိုးကိုနှင်းနေ ဒီသဘောမျိုးမဟုတ်ပါဘူးကွယ် ဘာမဟုတ်မှာလဲဥလွန်မှာကြီးတော်တို့နဲ့လိုက်ပါမယ်ဆိုတာကိုဇွတ်ထက်လိုက်တယ် သူကလူကြီးမလားကွယ် အိုးသူလူကြီးလူကောင်းဆန္ဒမိတိုးနှင်းနာတင်သလားလို့ အဲ့ဒါတော့သူလည်းမစင်းကြမိဘူးထင်တယ် ဒီမှာဥပေတီကိုခင်မောင်ထုံးမင်းကဥနဲ့မိတိုးကိုတမုတ်တယ်ဥကိုလည်းသူ့လိုအစားပဲလို့ထင်းနေတယ် သူကဘယ်လိုစားလဲ အခုရေးသမားလေလက်ကင်ခွင့်ကြုံရင်လက်ကင်လိုက်တာပဲပခုံးဖက်ခွင့်ကြုံရင်ပခုံးဖက်လိုက်တယ်ပါနန်းခွင့်ကြုံရင်လည်းပါကိုနားလိုက်တာပဲ
ချင်းလိုက်တာလေခဏခဏပဲရုပ်ရှင်တစ်ခါကြည့်ပြီးကြတဲ့ကသူ့ကိုမိတိုးဆောင်ခဲ့တာ ဒါနဲ့များလင်နောက်လိုက်တော့သူ့နောက်ကိုနော် မိတိုးမှားပါလေဥပေတီရဲ့ကြီးတော်တို့ပေးစားမဲ့ကိုမြင်မြင်မှုမတွေ့ဘူးတာကိုခေါင်းနှိပ်ရမှာဆိုလို့သူ့ကိုအားကိုးလိုက်မိတာပါကြားစာကျွေးမှဆိုလို့ခွေးကြိုက်ခံလိုက်တဲ့သဘောပါဥပေတီရဲ့ ကံကောင်းလို့ခွေးကြိုက်မခါရတာနော် အခုတော့ခွေးကြိုက်ခံရတော့မှာပါ ဘာဖြစ်လို့ မိတိုးတို့အရက်ထဲမှာသူနဲ့လိုက်သွားတယ်လို့သတင်းကကြီးနေတော့ကြီးတော်တို့ကအဆက်ကွဲမခံနိုင်ဘူးလေသူနဲ့ပဲစီစဉ်ကြလိမ့်မယ်ထင်တယ် မောင်ခင်မောင်ထုံးမင်းသဘောကရော မိတိုးပြောပါရဲ့လားသူကဦးနဲ့ကျွန်တော်ကိုတမုတ်နေတယ်လို့ဒါကြောင့်ကျွန်တော်ကလည်းဦးကိုယူပစ်လိုက်ချင်တာ သူကသမုတ်လို့မိတိုးကယူပြကျင်တာဆိုတော့သူသာမသမုတ်ရင်မိတိုးအာစရီကိုစဉ်းစားမှာမဟုတ်ဘူးနော် အိုးဒီလိုလည်းမဟုတ်ပါဘူးဗျာ အာစရီကိုမိတိုးဘယ်လိုသဘောထားလဲ မိတိုးကိုစွန့်နေလိုက်လို့မုန်းတယ် ဖယားစု မိတိုးမစင်တတ်ပါဘူး မိတိုးအာစရီကိုမုံကြောင်ဘယ်လိုတက်တည်ပြမလဲခင်မောင်ထုံးမင်းကိုယူပြမလား အိုးမိတိုးသူ့ကိုမယူပါဘူး မိတိုးအာစရီကိုမမုန်းပါဘူး မိဆွေတို့အဆက်တော့အစိတ်စိတ်မှောင်မှာကွဲပြီထင်တယ် မီးလုံးကိုငရုတ်စုံနဲ့ထည့်ထောင်းသလိုပါပဲမမတို့ရဲ့ အရက်ထဲမှာတော့အမျိုးမျိုးပြောကုန်ရပြီ ဟုတ်တယ်မမတို့ရဲ့ခိုးရလိုက်သွားတာကိုပြန်သိမ်းလာပြီးနမရှုပ်ပိတ်ထုတ်တော့မယ်တဲ့ရှ ဟဲ့ငါကြားတာကတော့မိကျိုးကိုကောင်းလေးကချီတော်ကျင်ပြီးပြစ်လိုက်တာတဲ့ အိုးတချို့ကဘိုက်တောင်းပါလာတယ်လို့အပုတ်ချသေးတာ သူတို့မို့လို့ဟုတ်ကသတင်းကိုအားရရတော့ ဟိုးကျမတို့နားတွေကလည်းပြောသမျှသတင်းကိုအားရရနားထောင်မိတာကြီးပဲ ဟိုးဘာပဲဖြစ်ဖြစ်မောင်ခင်မောင်မင်းချုံကိုတော့မြစ်တာရရမှာပဲ သူကဟိုကိုဘတ်တူနဲ့မိတုံးကိုအထင်မဲနေတာ မုံဘတ်တူကြည့်ရတာဥပဒေရုပ်ကတော့ဟောရရင်လုံးမချင်ပါဘူး အိုးလူကြီးလူကောင်းဆိုင်ကကောက်ကမြင်းတွေကအများကြီးပဲဟာ ဒါလေညီကပါသမုတ်ချင်းတဲ့သဘောလား သွားခေါ်တဲ့နေရာကြည့်ပါလားဟိုဟာမကပီတီတီကတ်တက်တက်နဲ့သူ့အကောင်ကိုခွင့်ပန်းနေတာမကြောက်ဘူးလားပါတာဆွဲရတဲ့ချင်ပါပဲ ဟဲ့ဖီလင်းဝင်နေတာမှမသိတာ အိုးကျမကမိတို့နေရာကဆိုကိုဘတ်တူကိုဖီလင်အောက်ဆရာကြီးပါ အိုးသူကအောက်ဆရာမမြင်လို့နေမှာပေါ့အေးညီကအပြိုကြီးပါမိဆိုရင်ဖီလင်းကြောင့်မဆွေးနေသားမှာလေ မမတို့ကလည်းအပြိုကြီးပါပဲမမတို့ရဲ့ကုံပုတ်ချင်းအတူတူမမတို့ကအယောင်ဆိုးရင်သေးတယ်နော် တော်စားငါပါဆွဲရိုက်လိုက်ရ အမလို့ပါနဲ့ အရေးကြီးတာကညီနဲ့ငါနဲ့ခွဲလိုက်ချရမယ် ဟာဘူးလေ ဟဲ့မောင်ခင်မောင်မင်းချုံနဲ့မိတို့တို့ကိစ္စလေငါကလေမောင်ခင်မောင်မင်းချုံကိုစီးရုံနဲ့မောင်ခင်မောင်မင်းချုံသာโอเคကြီးမောင်ခင်မောင်မင်းချုံဘက်ကလူကြီးတွေကိုနားပေါက်ဖို့မောင်ခင်မောင်မင်းချုံအောက်မလေးဒီနာမည်ခေါ်ရတာတက်တောင်းစရာနေရမှာမဟုတ်ပါဘူး ဟုတ်ကိုမမနဲ့လွဲနေတယ်မောင်ခင်မောင်ထွန်းမင်းပါ ။အိုးထုံးမမကလို့မြင်းထုံးမဲ့ဖြစ်ဖြစ်ငါစီးရုံနဲ့ညီကမိတို့တာနားချအရက်ထဲမှာတော့တို့အဆက်ကွဲမခံနိုင်ဘူးညီရောခံနိုင်လား မမနွယ်လို့ရှိတော့မပေါ်မမနွယ်ရဲ့ ဒါဆိုရင်ဇွတ်တာစီစဉ်အဆက်ပြေမင်္ဂလာစား ကျွန်တော်ဘက်ကစဉ်းစားပါအန်တီ အန်တီဘက်ကစဉ်းစားပါမောင်ခင်မောင်ထုံးမင်း ခုကိစ္စကအန်တီတို့ခဏအရှက်မကွဲရအောင်ကျွန်တော်ကတကယ်လို့အရှက်ကွဲရမယ်ဖြစ်ပါ ဒီလိုလေးကွယ်မောင်ခင်မောင်ထုံးမင်း ဘယ်လိုလေးဖြစ်ဖြစ်ကျွန်တော်ကခံဘက်ကပါအန်တီတို့ရှိတယ်ဗီဒီယိုကိုပါတူပေါ်ထားတဲ့တန်ဝန်းစင်ကခိုင်းနေတာ မင်းကိုအရွက်တိုက်တာလေပါရင်ပါမှာပေါ့ကွယ် အရွက်တိုက်ပြီးလင်းဦးပြတော့ကျွန်တော်ကဘာထူးမှလဲအန်တီရဲ့ တကယ်တော့မင်းသားမမကန်ကခိုးဝင်ဒီပြဿနာမပေါ်ဘူးနေစမ်းပါဦးခုမှမေးရအောင်ဒီတော့ကမင်းကချင်းကျင်နေရကိုဘာဖြစ်လို့မလာတာလဲ ကားတင်ပြေးမဲ့ကားကလမ်းမှာပြက်နေတော့အချိန်လေးလွဲကုန်တော့တာပေါ့ခဲပါအန်တီရဲ့နောက်ကျောင်းတွေပြန်မနေပါနဲ့တော့အန်တီတူမကိုတခြားတင့်တော်သူကြောင်းနေတာ ။ဟုတ်ကွယ်ကြောတော့လေတကြီးညားတော့လေတို့သားဆိုကောင်းနိုင်မှာမလားကွယ် အရေးကြီးတာမိတိုးလင်ရဖို့ပါ ။အရေးကြီးတာကမျိုးဆက်အမွေထိန်ဖို့ကွယ်။အန်ဒီတို့မှာညင်မ3ယောက်ပဲရှိတာ။အလတ်မှာ1ယောက်ပဲအိမ်အောင်ကြတယ်။ဒီကောင်မကကိုယ်ဝန်ရှိနေတော့သူ့ရင်ဆုံးသွားတယ်လေ။တခါမိတိုးကိုမွေးပြီး2လအကြာအလတ်မှာပါဆုံးတော့ကြာနဲ့တို့ညင်မ2ယောက်ကလည်းလင်းလန့်ပြီးအပြိုကြီးဖြစ်ကုန်ရတာပေါ့ကွယ်။တို့အလုပ်တို့လုပ်ပြီးစီးပွားရှာတာဘုံကြီးလန်းကပွဲယုံတန်တော်ကလေးမှာအခန်းတွေနဲ့တိုက်တန်းကြီးငှားထားတာလေဒီတော့သိမ့်ချီပြီးတော့လေပတ်နေတဲ့လုပ်ငန်းနဲ့ရှိသမျှအမွေတွေကိုပေးဖို့က ကျွန်တော်ဗီဒီယိုကိုယူဖို့စဉ်းစားပါမယ် အစိုးကြီးကလေးကဒီစကားပြောလိုက်ရင်ကြက်ရော
ကိုခင်မောင်ထုံးမင်းဟာမိတိုးရေးစားဟောင်းဆိုတာမှန်တယ်ဒါပေမဲ့မိတိုးခုချိန်မှာသူ့ကိုမြတ်တာမရှိဘူးဒါကြောင့်မယူနိုင်ဘူး အော်ညီကတို့အချက်ကိုခွဲမပေါ်လေဟင် အန်ဒီဆွေတို့ကကျွန်တော်အသေးကိုခွဲတာပါ ဒီမှာမိတို့ကဆွေနဲ့မျိုးနဲ့နော်မျိုးဆက်အပြတ်မခံနိုင်ဘူးလေသိရလား မိတိုးဘသူ့ကိုယူဖြစ်တယ်မလားအန်ဒီဆွေရဲ့ မြင်စမ်းမအောင်ညီကဘသူ့ကိုယူချင်တာတော့မောင်ဘတ်တူလားသူကညီကိုတို့နဲ့ထက်လို့လိုက်တော့မလားအေးပြီးတော့မောင်ခင်မောင်ထုံးမင်းကိုသွားပြီးနားချနေတယ်ညီကိုယူတယ် ဟုတ်တယ်ဟုတ်ပါကိုခင်မောင်ထုံးမင်းကျွန်တော်ကိုယူဖို့ကိုကတော့နားချလေ အစ်စ်ပေါ်အေးသူကညီသူ့ကိုကတ်နေမှာတိတ်ကြောက်တယ်ပုံ သူနဲ့ဘာဆိုင်လို့ဝင်ပြီးနားချလာတာတော့ အေးလေမဆိုင်တာတွေဝင်ရှုပ်နေတဲ့မောင်ဘတ်တူပါဆိုသူကလူကြီးလူကောင်းပြီးဆောင်ရွက်ရမယ်တဲ့ အော်သူများအချစ်ရေးအိမ်တော်ရင်းမှာသူကကြားရင်ကုန်တက်ချင်တာကို အဲ့ဒါပြောတာပေါ့သူ့ဂုံတမြင့်နဲ့သာကြည့်တဲ့အစားအေးအမှရတော့ သူပြုသမျှနှုတ်ရအောင်သူ့လက်ခုပ်ထည့်ရရှင်မဟုတ်ဘူး ခုကိစ္စမှာတော့မှောက်လို့မောက်တုံလို့တုံမအေး ဒီမှာအန်ဒီဆွေမိတို့ဦးကိုမြတ်တိုင်ပြစ်တယ် အိုးပြက်လိုက်တာပေါ့ သူ့ကိုမိတို့ချဲပြစ်ချင်တယ် ပါတော့ဆွဲရိုက်နေသေးတယ် မိတို့အန်ဒီဆွေတို့စီစဉ်လာစဉ်းစားပါတော့ စဉ်းစားတဲ့နာပေါ်တူမရဲ့တာတုတာတုတာတု လာတယ်နော်အဲ့ဒါဘာချမ်းအားစိတ်ဘယ်လိုလဲဒီဘာလဲဘယ်လိုရလဲဟုတ်လားဘာလဲစိတ်ကိုအဲ့အားစိတ်ကိုဒီကနေ့ရှာတယ်တော့တယ်ကွာစတက်ပ်ဖေးအဲ့ဒါဆိုတော့တာအားဘာဝါဆက်ဟာဒီချက်စုံလာဆက်ဆောင်မှာဆက်တော့ရဘယ်ချောဆက်ဆောင်ဟာစိအာZero. Until huh? Así es. Dime, Yo no. Va, ya. Bravo, don't. She was funny. It's not. Tôi đâu xây sự vật. Là tôi phát triển. Hả bà? Hả bà? Tôi đâu xây sự vật. Ở đâu đi? Anh thật. Rất bảo. Được. Được. Chị đi không? Chị phải bà lấy rồi. Chị đi được cho yêu không mẹ. Không đã. Em là số đầu đây chị. Bây giờ có thả.
မယ်အစကတော့မပြောနေတယ်ဆက်ရနေတယ်ပါဘယ်ဖြစ်တယ်ဟုတ်တော့ဝှဆိုကြရဘယ်လိုချစ်ပေါ်တဲ့ဟိုဟာဆွတ်တယ်你唱那首对呀？ ဟောခုပဲဥကိုချစ်တယ်ဆို 对吧，吴爷？表啥嘛？ မိတို့မပြန်နဲ့တော့ 是的啦， ဒီမှာဥမဲ့အတူနေလေ 我是啦，没吃不赢，咋没病？ ဒီတလောက်ပြောနေတာချစ်လို့ဘောဟဲ့မိတို့ရဲ့ 我哪里的吴爷？ တေချာကြည့်တော့ရှေ့ကတွားနေသူကအုတ်ထုံနဲ့မိုးကအင်ကြီးနဲ့ယောက်ျားဟန်ဆောင်ထားပေမဲ့ကိုလုံးနဲ့လမ်းသွားဟန်နှော့နေတာကယောက်ျားမောင်မှတိတာလေကွာတေချာကြည့်တော့ကွာ ဟုတ်ပြီပြောတာ အေး ဒါအကြံဖန်ပဲ ဟုတ်တယ် လက်ထဲမှာလည်းနှင်းတဲ့တလုံးနဲ့အကြံဖန်ကိုတို့တက်ပြီးအကြံဖန်လုပ်ရမှာပဲ ဟုတ်တာပေါ့ ဒုက္ခပဲနောက်တိုင်လူကငါ့နောက်ကိုလက်လာချင်းအမေကင်းအောင်ယောက်ျားလေးကဖမ်းလာတော့သူတို့ကရင်းနေကြတယ်ဟုတ်တော့ဘုရားရွာမှာတင် ဘော်ရာကြီး ဟင် မိုးရာကြီး ဟာမိုးရတော့အကျန်းတိုင်ဝင်ရတာပေါ့ကွာအကျန်းတိုင်လို့ဒင်းကအော်ရင်တောင်မိုးသားနဲ့တို့ဘော်ဒါအဖြစ်ကောက်ပဲပြင်နေမယ်ကွာโอเคဘော်ဒါ ဟောသူပြေးလာကြပြီအိုးဘုရားချမ်းမြေစုမရတော့မှာပဲတော်ပါသေးရဲ့ဘုရားကလည်းလိုရဖို့ဖွင့်ရလို့ ခြံထဲဝင်တော့လို့ကတော့အပိုင်ကွာ နေပါဦးလေကွာအရေးကြီးစောင့်ကြည့်ကြသေးတာပေါ့ကွာ တော်ရနော်အစီမိုးသိမ်းမှာပဲပြန်လာတော့လေဟောမယုံမသိအစီပဲတကားပြန်ပေးလိုက်တော့နော်ဟောကျွန်တော်မက်ဆီကိုဖွင့်လို့မရတော့ဘူး ပုံစံကြည့်ရတာတော့သူ့အိမ်သူပြန်ဝင်တဲ့ပုံကွာ ဒါဖြင့်တို့ကမိုးကြီးချိုးတယ်လို့ပဲသဘောထားကြတာပေါ့ကွာဟာမိုးကတော့တော်တော်ချမ်းနေပုံပဲလေ ဟဲ့ကောင်ဘေဒီဟဲ့ထားလား အစီကဘယ်အချိန်ကထွက်သွားပြီခုမှတစ်ခေါက်ပြန်လာတာလေ ဟောဘယ်တော့တစ်ခေါက်ပြန်လာသေးလို့လဲ မိုးတဲကြီးမျက်ကြီးရွာနေတော့ကတစ်ခေါက်ပြန်လာသေးတယ်လေ ဟာဘယ်တော့ပြန်လာလို့လဲငါအခုမှပြန်လာတာ ဒါဖြင့်ခင်းနေဦးအစီအစီဂရင်ပေါ်မှာအိတ်နေလားဘယ်ကကောင်းမှလေးပါလေချီရင်မှလည်းမိုးသားတွေအုတ်ထုပ်တွေကအစီဝင်းနေစောင်းနေတဲ့ဟာမျိုးငါညကတကားဖွင့်ပေးတာသူ့ကိုပဲဖြစ်မှာပဲဟုတ်ပြီအစီငါကအစီတင်တာကောင်းမှလေး ဟာပြောတယ်ကွာဘယ်ကောင်မလေး အဲ့ဒါတော့မသိဘူး မသိမင်းဘာဖြစ်လို့အင်တကားဖွင့်ပေးရတာတော့ အစီမှတ်လို့ပါဆို ဟာငါနဲ့ကောင်မလေးနဲ့ဘာတူလို့လဲ မိုးသားနဲ့အုတ်ထုပ်လေ ဟာမင်းကောင်မလေးသွားနှုတ်စမ်းကွာ ပါဇက်ကခေါ်လို့ရမလားလူကိုယ်တိုင်လှုပ်လို့ရမလား နှုတ်ရင်ပြီးတော့ကွာဘယ်လိုနှုတ်ချင်တယ်လို့နှုတ် ဒီမှာအမျိုးသမီးဒီမှာအမျိုးသမီး ဗျာကျေးဇူးပါပဲဗျာ ကျေးဇူးတွေပါလေလုံးမနေနဲ့ဟိုမှာအာဖရိရောက်နေခင်ဗျားကိုခေါ်နေ ဒီမှာမင်းကလေးမင်းဒီကိုဘာကိစ္စနဲ့ရောက်နေတာ ကျွန်တော်လင်းနောက်လိုက်လာတာပါ ဟာဘယ်မလဲမင်းလဲ သူမလာဘူးဗျ တော်တော်ချစ်တယ်ထင်တယ်နော်ချင်းတဲ့နေရာကိုမလာတာလား ဟုတ်တယ်ဗျနေကုံအောင်ကျွန်တော်စောင့်နေသေးတယ်သူမလာတာနဲ့ကျွန်တော်ဒီကိုရောက်လာတာ ဒီမှာမင်းလည်းမရှိပဲဘာလို့လာရတာလဲ လူနှစ်ယောက်လိုက်နောက်ဆက်လို့ အရက်ကိုအော်အကူကြီးတောင်းဖို့ မိုးကဒီလောက်တဲကြီးမဲကြီးရွာနေတော့အော်ကူကြီးတောင်းလေဘယ်သူကကြားမှာလဲ ဒီမှာမင်းကလေးဟိုမင်းလင်လောင်းကလာမကြိုဘူးဆိုတော့ဟိုတို့ကမင်းလင်လောင်းကိုရှာပြီးပေးစားရမှာလားဒါမှမဟုတ်မင်းအိမ်ကိုလိုက်ပြီးပို့ရမှာလား ကျွန်တော်အိမ်ကိုကျွန်တော်ဘယ်တော့မှပြန်မလာဘူးလို့စာရေးထားခဲ့တာ
ဒါပြန်ဟိုမင်းလန်လောင်းစီကို ဂတိမတည်ရဲ့လူကိုမဆက်ဆံချင်တော့ဘူးကျွန်တော်ဒီမှာနေ့လောက်နေခွင့်ပြုနိုင်မလားယင် ဟိုကောင်းလေးကဘယ်မှာနေတာတော့ တန်တော်ကြီးနမ်းမောက်ရိတ်တာလို့ပြောတယ် မင်းကောင်းလေးနာမည်က ကိုခင်မောင်ထွန်းမင်း ကိုခင်မောင်ထုံးမင်းတို့အိမ်ကဒီအိမ်မှာလားခင်ဗျာ ဟုတ်ပါလေခင်ဗျကိစ္စက ဟိုမီတိုးနဲ့ပတ်သက်လို့ ခုမိတို့ကဘယ်မှာလဲ ကျွန်တော်အိမ်မှာပါ ဩဟောဒီလိုကဲကော စေတနာရှင်တယောက်ကိုဒီလောက်အခါရင်တော်လောက်ပြီထင်တယ်ကိုခင်မောင်ထုံးမင်းပြီးတဲ့မှာလွန်ကဲလာတယ်ဆိုရင်တော့ဧည့်သည်မှာလည်းလက်တီးနေဆိုတဲ့သဘောတွေပြရလိမ့်မယ် အာဟမလူဘာဝလို့သူများအချီရေးလဲဝင်ရောက်နှောက်ယှက်သေးတယ်သူများသမီးပြိုလဲခြေတော်တင်သေးတယ်ဒီလိုလူမျိုးကစေနာရှင်လားကွာ ခင်ဗျားပြောတာတွေတခုမှမဟုတ်ဘူး ညကမိတို့ဘယ်မှာအိတ်လဲ ကျုပ်အိမ်မှာ ခင်ဗျာရဟန်းနာလားဒါမှမဟုတ်နွားလား ရဟန်းနာလည်းမဟုတ်နွားလည်းမဟုတ်ကိုကျင်တရားရှိတဲ့လူကိုယ်စိတ်နဲ့နှိုင်မရိုင်းဆိုတဲ့သဘောနဲ့လူသားအလုံးကိုကိုလိုရုပ်လိုက်မယ်လို့မထင်နဲ့ခင်ဗျားကိုကျုပ်လူကြီးလူကောင်းမှလို့ဆက်ဆံမိတာအခုတော့နှုတ်ကြမ်းကိုကြမ်းလူရမ်းကားဖြစ်နေတယ်ကဲခင်ဗျားကိုကျုပ်နောက်ဆုံးမင်းမယ်မီတိုးစီခင်ဗျားလာမလားခင်ဗျားစီကိုမီတိုးလာမလား အိုးကျုပ်လည်းမလာဘူးကျုပ်စီကိုလည်းမလာစေနဲ့ ဘာဖြစ်လို့ သစ္စာဖောက်လို့ရ तू ကပြောတော့ခင်ဗျားကဂရိမတီးဘူးဆိုပါလား ဘာကလေးမတီးရလဲ မပြောတတ်ဘူးမီတိုးကရောဘာသစ္စာဖောက်လို့ ခင်ဗျားနဲ့လေရခင်ဗျားနဲ့ မဟုတ်ဘူးလို့ခင်ဗျားကိုဘယ်နှခါပြောရမလဲ မိတိုးလိုမျက်နှာအလှပိုင်ရှင်မိတိုးလိုမျက်စရာကိုလုံးပိုင်ရှင်ကိုခင်ဗျားလိုအရွယ်လင်လူလက်ကြီးကတစ်ချက်ကလေးမမြည်ဘူးဆိုတော့မျက်မှုမကြိုက်တဲ့နှုတ်အိုကြီးလား ဟာဒီလောက်တုံစောလာကဲကွာတခါကြတော့လက်သီးနဲ့ရှင်းရမယ်လို့ပါဇက်နဲ့ရှင်းရပင်မစိတ်ဆင်းရဲစေရပါဟာကျေးဇူးပြုရဝင်ပြပါခင်ဗျာ အော်လာပါကွယ်လာပါမိဆွေဧည့်သည်လာတယ် ထိုင်ခွဲမောင်လေးကိစ္စများအကြောင်းတူရှိပါသလားဟင် မီတိုးကိစ္စပါ ခုမီတို့ပါမှာလေ ကျွန်တော်အိမ်မှာပါ လက်ဆက်တတ်တော့တရားခံကမင်းကိုတို့ညီမတွေကိုစိတ်တော့ကရအောင်လုပ်တဲ့အတွက်ကဲ မိဆွေငါပြောင်းကနေမထနိုင်လို့ငါအတွက်ပါတစ်ချက်ရိုက်လိုက်စမ်းအပြိုကြီးညမဘာကိစ္စစရာလိုလဲဆိုတဲ့သဘောနဲ့ကြောကျင်လာလားလုတ်လိုက်စမ်းမိဆွေလုတ်လိုက်စမ်း ဟိုနေကြပါဦးခင်ဗျာကျွန်တော်ရှင်းပြရစေဦးကျွန်တော်တရားခံမဟုတ်ပါဘူးအကျိုးဆောင် မိတိုးကြီးစားဆိုတာမင်းလား မဟုတ်ပါဘူးခင်ဗျာ မိတို့ကိုခိုးသွားတာမင်းမဟုတ်ဘူးလား မဟုတ်ဘူးခင်ဗျာ မင်းပြောတော့မိတိုးကမင်းအိမ်မှာဆို ဟုတ်ပါတယ်ခင်ဗျာ မိတို့ကမင်းတော့ကိုလိုက်တာမဟုတ်ဘူးလား မဟုတ်ဘူးခင်ဗျာ ဒါပြည့်မိတိုးကမင်းစီကိုဘယ်လိုလုပ်ရောက်လာတာလဲ ဟိုသူပြောတော့သူ့ကိုလူနှစ်ယောက်ကလိုက်နှောက်ရှက်လို့ပြောတာပဲ မင်းကမိတို့ကြီးစားမဟုတ်ဘူးလား မိတိုးကြီးကကိုခင်မောင်ထုံးမင်းမှာ ရှုပ်တယ်ကွယ်မိတိုးအချစ်ကိစ္စကိုတို့အပြိုကြီးညမနားလဲအောင်ရှင်းလိုက်ဘယ်သူစနဲ့ဆိုတာတေးသေးချာချာသိမှဘယ်သူပါကိုရိုက်ရမယ်ဆိုတာဝေခွဲလို့ရမယ်ဟေး ဟိုမိတိုးနဲ့တွေ့ရင်ကိုရှင်းမှထင်ပါလားအန်ဒီတို့ရဲ့ နေပါဦးမိတို့ကြီးစားကမိတို့ကိုခိုးရမှာမင်းကိုအကူကြီးတောင်းတာလားမိတို့ကြီးစားနဲ့မင်းနဲ့တော်တော်ရင်းနေတာ မိတိုးကြီးကနဲ့ကျွန်တော်နဲ့ကတော့တွေ့ချင်းထိုးချိန်ပြီးကြပါမယ် ဘာလို့ကြီးစားလူတာလား မဟုတ်ဘူးခင်ဗျာဟိုကျွန်တော်ကမိတိုးကိုသူ့စီပို့တာ तू ကလက်မခံ မိတို့ကသူ့ခိုးလို့သူ့နောက်ကိုခိုးရလိုက်တာမဟုတ်ဘူးလားကွ ဟုတ်တော့ဟုတ်ပါတယ်ဟိုဒါပေမဲ့ မိဆွေရေ ရှင် တို့ညမငယ်ငယ်ကရီးစားမထားပဲအပြိုကြီးလုံးမိတာမှားပြီတင်လေ ဘာဖြစ်လို့လဲမမနှွေ ညီကြည့်လေအချစ်ကိစ္စလှုပ်ရှားမှုတွေအကြောင်းပြောနေတာတို့ညာမမီပဲဒုံးဝဲနေပြီမို့လား မှန်ကတော့ဒီလိုပါအန်ဒီတို့ရဲ့မိတိုးကြီးစားကိုခင်မောင်ထုံးမင်းကမိတိုးနဲ့ကျွန်တော်ကိုထင်လွဲတာတကယ်တော့ကျွန်တော်ကကိုကြီးကဲတင်တဲ့သူပါသူကထင်လွဲတယ်မိတိုးလည်းသူ့အပေါ်စိတ်ပြက်တယ်ကျွန်တော်ကတော့သူတို့နှစ်ယောက်လုံးကိုစိတ်ပြက်တာပဲဘယ်နဲ့ဗျာတယောက်နဲ့တယောက်ဒီလောက်ချစ်ကြမှာတော့ တော်ပါပြီဒီကိစ္စမှာအန်တီတို့ကိုရှင်းလေရှုပ်လေဆိုတော့မိတို့နဲ့တွေ့အောင်တို့လိုက်ပြစီကွယ်ဒါမှရှင်းမယ် အကောင်းဆုံးပါပဲခင်ဗျာ အော်ငါမောင်ကိုအမကြီးရိုက်မိတာတောင်းမှပါတယ်ကွယ် နောက်ထပ်မရိုက်ဖြစ်အောင်တော့ကြိုးစားပေါ့အမကြီးရဲ့ မင်းကငါရိုက်မိတော့မယ်မော့ ကျွန်တော်နာမည်ဘတ်တူပါမရိုက်ပါနဲ့အမကြီးရဲ့ဟိုရိုက်ပြီးမှတောင်းမှရတာအမကြီးအဖို့လွယ်ပေမဲ့ကျွန်တော်အဖို့ခဏခဏအရိုက်ခံတက်တာမှမဟုတ်ဘူးခင်ဗျာ မင်းပြောတော့မင်းအိမ်မှာမိတို့ရှိတယ်ဆို ကျွန်တော်အန်တီတို့စီလာတော့ကမိတို့ဒီအိမ်မှာရှိတာအမှန်ပါဟဲ့တော့ပေပြီဘယ်လိုဖြစ်တယ်လဲကွာငါ့ကိုပြောစမ်းမအောင် သူ့ပြောကတော့သူအိမ်မှာမနေကြတော့လို့လင်နောက်လိုက်တာတဲ့
သူကြီးသားကလည်းဂရိမတီးဘူးတဲ့ဒီတော့သူလင်တော့လည်းမလိုက်တော့ဘူးတဲ့အိမ်လည်းမပြန်တော့ဘူးတဲ့ပြီးတော့သူကအာသရိဘယ်သွားလဲတဲ့ကျွန်တော်ကခမည်းကြီးသားစီနဲ့ခမည်းအိမ်သွားတယ်ခမည်းကိုတယောက်ယောက်စီပို့ဖို့ဆိုတော့သူကဒေါသဖြစ်တော့တာပဲကိုယ်လုံးမဟုတ်ပဲဝင်စုပ်တာကျေးဇူးသာမရှိရင်ပါဆွဲရိုက်ကြည့်ချင်တယ်တဲ့ ပါရိုက်တဲ့မျိုးပါလားကဲကြားတဲ့အတိုင်းမှာပဲအန်တီတို့ရဲ့ တော်ဒုက္ခပေးတဲ့ဟာမှတွေ့မှပါဆွဲရိုက်ဖြစ်ဖို့ကောင်းတယ်ဟွန်း သူဘယ်သွားမယ်လို့ပြောသွားသေးလဲရှင် ချီဦးတက်လာပဲတဲ့ အဲ့ဒီနောက်ကိုလိုက်ရမှာပဲ အိုးချီဦးတရားသွားတယ်ဆိုတော့ဘယ်လိုလုပ်လိုက်မလဲမမတို့ရဲ့ကဲဘယ်လိုလုပ်ကြမလဲမောင်ဘတ်တူ ကျွန်တော်အဖို့တော့ဝင်တုတ်ကြီးပေါ့သွားတယ်လို့ပဲ မဟုတ်ဘူးလေကွယ်မောင်ရင်ကအန်တီတို့ကိုတော့ကိုကြီးအောင်မှာပေါ့ အန်တီတို့ကပါရိုက်တတ်တယ်ခင်ဗျ အိုးကွယ်ဒီလက်ဟာမင်းအတွက်မဖြစ်စေရပါဘူးလို့အန်တီအာမခံပါတယ်ဟိုတုန်းကတော့အန်တီလက်ဟာဘယ်ပါမှမရွေးခဲ့ပါဘူးခုတော့ပါရွေးပါတော့မယ်ကွယ် ကျေးဇူးတင်ပါတယ်အန်တီရဲ့ ကျေးဇူးတင်ပါတယ်မောင် မောင်ကလည်းကျေးဇူးတင်ပါတယ်ရွက်ကြတဲ့ပေါင်းဆန်တဲ့အချစ်ရှင်ကိုစောစောမြင်လို့စောစောကျင်ခွင့်ရခဲ့တာကိုတိတ်ကျေးဇူးတင်ပါတယ်လို့ ယောက်ျားမပြီးဂတိမကြည့်အပလီသမားလမ်းခွဲသွားတာကိုဒီကလည်းကျေးဇူးတင်ပါတယ်လို့ မီတို့ငါ့ကိုမစော်ကားနဲ့နော် စော်ကားတာမဟုတ်ပါဘူးအမှန်တွေပါ မီတို့မှန်တယ်ဆိုတာကအထင်အမြင်မှာမောင်တိတ်ခါကိုထိခိုက်နေတယ်နော် တစ်ဖက်သားတိတ်ခါထိခိုက်အောင်ပြောဆိုပိုင်ခွင့်ကိုယောက်ျားတွေသာလုပ်ရမယ်လို့ဘယ်လူအခွင့်အရေးတော်ညာစာတမ်းမှာပါလဲ အေးပေါ်လေမီတို့ကတစ်ဖက်မှာခြေကိုရပြီဆိုတော့တစ်ဖက်ကိုကန်တော့မှာပေါ့ ခြေကုပ်မြလဲမောင်ဟာကန်သိနေလူပါမောင်ထင်လွဲနေတာပါဗျာကျွန်တော်မှဘာခြေကုပ်မှမရှိဘူး လက်ဘူးလက်ချက်မိတာပါမီတို့ရဲ့မောင်စီကိုလာပြီးမှန်တူတဲ့ကနာမငြိမ်စိတ်နဲ့ထိုးကျိတ်သွားတဲ့ငနေကြီးဟာမီတို့ရဲ့ခြေကိုမဟုတ်ဘူးလားတိတ်တဲနာဖို့ကောင်းတယ်မီတို့ကိုချစ်သူလည်းအလူခံရသေးတယ်ကိုလည်းကိုတိလျောက်အစော်ကားခံရသေးတယ်မောင်ကအတဲနှလုံးနဲ့ဖြုတ်ပြရတဲ့သူပါမီတို့ရဲ့တဲနှလုံးကိုဖြုတ်စင်ပြီးဟင်းလေးတွေဖြစ်တဲ့ရင်ကိုရှင်နေနေတော့ဘယ်လိုခံစားရလဲဆိုတာမီတို့စဉ်းစားကြည့်သိနိုင်ပါမောင်ကငဲကြည့်ဦးပါမီတို့ရဲ့ငဲကြည့်ဦးပါ အဲ့လိုအပလီမျိုးတွေကိုအချီးလို့မိတို့ယုံမိမှားခဲ့တာပေါ့ကဲမောင်ကိုမိတို့မေးပြစေအောင်ခုလိုမောင်ကမိတို့ကိုစကနာတွေထိုးနေအောင်ခုကိစ္စမှာမိတို့ကမောင်ကိုရှောင်တာလားမောင်ကမိတို့ကိုရှောင်တာလား ။အိုးဒါကတော့မီတိုရဲ့ခုလိုအခြေအနေတွေလွန်ကျွံကုန်မှတော့ လူချင်းကုန်လေးဆိုတာဘာကိုပြောတာလဲ အိုးမောင်မပြောချင်တော့ပါဘူး မပြောတတ်တာလားဒါမှမဟုတ်ပြောစရာမရှိတာလားရိုးရိုးလေးပါဗျာကျွန်တော်ကိုဘတူတို့အိမ်မှာတညအိတ်နေတာဟာခင်ဗျားဖို့မယုံကြည်နိုင်စရာဖြစ်သွားတယ်မဟုတ်လားဒါပါပဲဒါကိုဘာဝိဝိုက်ပြောနေစရာလို့လဲအချစ်ဟာဝင်တိုတတ်တယ်ဆိုတာကျွန်တော်လက်ခံပါတယ်ဗျာဒါပေမဲ့အချစ်ဟာတင်ကမကင်းဖြစ်ချင်းဆိုရင်တော့အန္တရာယ်ဗျဒါကြောင့်ခင်ဗျားကိုကျွန်တော်ရှောင်ရတာပဲခင်ဗျားမရှောင်လေကျွန်တော်ကရှောင်မှာပဲတစ်ဖက်ကိုခြေကုပ်ယူတယ်လို့ပြောဦးမလားမကောင်းတာရှောင်ကောင်းတာဆောင်ဖို့ခြေကုပ်တော့မကောက်ဘူးလိုအပ်ရင်လက်ပါကုတ်ထားရမှာပဲ ။ရက်ဆက်လိုက်တာမီတိုရဲ့ ရက်စက်တင်ပါတယ်မောင်ရဲ့မကောင်းတာရှောင်ကောင်းတာဆောင်ဖို့ခြေကုပ်တော့မကောက်ဘူးလိုအပ်ရင်လက်ပါကုတ်ထားရမှာပဲ ရက်ဆက်လိုက်တာမီတိုရဲ့ ရက်စက်တင်ပါတယ်မောင်ရဲ့ တိုက်တိုက်စိတ်စိတ်ဗျာမိမတွေကိုတွေးပြနေတဲ့အာသရိကိုမှပဲမိမကိစ္စထိတ်တိုက်တိုးရတယ်လို့ မိမတဘာဝသူတို့နဲ့ထိတ်တိုက်တိုးပြီဆိုတဲ့နောက်သူတို့ရဲ့နောက်လိုက်နောက်ပါဒုက္ခတွေပါတရမ်းကြီးဝင်တတ်တာပဲမလားတော်ပါသေးရဲ့မင်းမင်းကြီးမှာကသူခင်းနေစက်သူပြန်သိမ့်သွားလို့ ကျွန်တော်ဇက်ကမသိနေပါဘူးဦးရဲ့ ဟာမီတိုးအဲ့တော့ကိုကြီးမင်းဘာဖြစ်လို့မီတိုးရှိနေတာငါ့ကိုမပြောတာလဲ သူကအာသရိကိုတောင်းပန်စရာတိုင်ပင်စရာရှိလို့လားအာသရိ ခုမီတိုးကမှနေနေတယ် ဒုက္ခပဲကျွန်တော်တို့ main ကလေးတွေဖို့ညကဘယ်မှာအိတ်လဲဆိုတာကပြဿနာတစ်ခုရဲ့ကျိုးစားပဲကျွန်တော်ညကအမျိုးသမီးတငယ်ချင်းတယောက်စီမှာအိတ်တယ်ဦး နင့်ကြီးတော်တွေအတော်တွေစီပြန်သွားဖို့ကောင်းတယ် သူတို့ကကျွန်တော်ကိုစုလွန်ပေးသားလိမ့်မယ်ဗျ နင့်ကြီးတော်တွေကလည်းသူတို့ကြတော့အပြိုကြီးလုပ်တယ်နင့်ကြတော့ဇစ်လင်ပေးစားတယ်ဘယ်လိုဟာလဲ သူတို့အမွေတွေစက်ခံဖို့မျိုးဆက်ကြမ်းစေခြင်းလို့တဲ့
သူတို့ပေးစားတဲ့လင်ကိုကျွန်တော်မလိုချင်လို့ထွက်ပေါက်ရှာတော့ကိုခင်မောင်ထုံးမင်းကိုတွေ့တာသူလည်းအလကားပဲ ပေးစားတာမယူလို့အမွေဖြတ်ရင် ကျွန်တော်အမေမမှတ်ပါဘူးဗျာကျွန်တော်မှလက်ရှိရင်အလုပ်ရှိမှာပဲအလုပ်ရှိရင်ထမင်းမငတ်ဘူးလို့ကျွန်တော်ယုံတယ် ဒီအချက်မှာတော့မင်းကိုကြုတ်လေးစားတယ် ဦးတက်ကြည့်လေကျွန်တော်လိုသဘောထားမျိုးရှိတဲ့လူကကျွန်တော်ကြီးတော်တွေပေးစားတဲ့လင်ကိုယူသင့်လားပြီးတော့ကျွန်တော်ရီစားဟောင်းပေါ့လေကိုခင်မောင်ထုံးမင်းနဲ့ပေါ့ယူသင့်လား အေးဟုတ်တယ်မယူသင့်ဘူး အဲ့လိုနဲ့ဖက်စလုံးမယူသင့်တာကိုများဦးကဘာဖြစ်လို့ဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်လုံးနေရတာလဲလို့ဦးကလူကြီးလူကောင်ဖြစ်ချင်လို့လားဦးကဒူးဆိုတဲ့လူကြီးကသူ့အိမ်ရောက်လာတဲ့ကလေးမလေးကိုနှဲ့တစ်ပေါက်မစိုးအောင်ကာဝယ်ဆောက်ရှောက်ပြီးအိမ်တိုင်ရာရောက်လာပို့ပေးတယ်ဆိုတဲ့ဂုဏ်ကိုလိုချင်လို့လားဦးအဲ့ဒီဂုဏ်ကိုရဖို့အတွက်ကျွန်တော်မနစ်မွန်းသင့်ပါဘူးဦးရဲ့ ဦးတောင်းမှမှာတယ်မင်းကလေးရဲ့ဦးမနဲ့အတိုင်းပြောရမင်းကိုလက်လောက်လွယ်လွယ်လိုက်တဲ့မင်းကလေးပြီးတော့မင်းချစ်သူဆိုတဲ့မောင်ခင်မောင်ထုံးမင်းရဲ့အပြောအဆိုအကျင့်စရိုက်ဒီလိုလူမျိုးကိုချစ်နိုင်တဲ့ယုံကြည်အားကိုးနိုင်တယ်ဆိုတဲ့မင်းရဲ့အမြင်လေးကြတော့ကျုပ်အထင်သေးမိတယ်ခုမင်းအယူအဆတွေပြောတော့လေ ဦးလက်ခံနိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ဆက်နေနေပြောပြစီဦးရဲ့ တခုရှိတာကမင်းကြီးတော်တွေကိုငါဂရီပေးထားတယ်မင်းကိုတွေ့ရင်အိမ်နိုင်ရာရောက်ပြန်ပို့ပေးပါမယ်လို့ ဦးရဲ့အမှန်ကန်ရှောက်မဲ့မင်းကလေးတယောက်ကိုခိုလုံခွင့်ပေးတာဟာဦးလည်းအမှန်ကန်လူကြီးလူကောင်တယောက်ဖြစ်သွားပါလေ တော်တော်လာတဲ့ကောင်မလေး မင်းမီတိုးနဲ့သမီးစားဖြစ်နေတာတော့မှန်တယ်မဟုတ်လား မှန်ပါတယ် မင်းတို့အချင်းတွေကိုတို့ရက်ွက်ထဲကလူတချို့ကသိကြတယ်ဆိုတာမင်းသိရလား သိပါတယ်ခင်ဗျာသိပါတယ် မင်းခိုးရလိုက်ဖို့ခေါ်တာကိုဒီရက်ွက်ထဲကမင်းတငယ်ချင်းတချို့ကနေအကြောင်းကြတာမဟုတ်လားဟင် ဟုတ်ပါတယ် ဒီတော့ကမင်းနောက်ကိုမီတိုခိုးရလိုက်နိုင်မယ်လို့အရက်ကသိနေကြတယ်မီတိုလည်းခိုးရတော့လိုက်တာပဲကွယ်အေးမင်းနဲ့မဆုံတာတော့တတိုင်းပေါ့လေအရက်ကတော့မင်းနဲ့ခိုးရလိုက်သွားကြပြီလို့ပဲနားလေကြတယ်ဒီတော့ကမင်းတို့မယူသိကြရင်မီတိုးဖို့နစ်နာပါလေ ယူပြည့်လေကျွန်တော်ကိုနင်းနာပါတယ်ခင်ဗျာ ဘယ်လိုကြောင့်လဲကွ ခဏပါခင်ဗျာတစင်းယောက်ျားအိမ်မှာညအိပ်ပြီးသွားပါ အိုးသူတို့ချင်းကင်းရှင်းရပါလေကွယ် ဒါကတော့ဘုရားတရားမှသိမှာပါ ဟဲ့ဟိုတငယ်ကလည်းလူကြီးလူကောင်းတယောက်ပါကွယ်အသက်40ကျော်ပြီးတော့လူပြိုကြီး အိုးပိုဆိုးပါလေခင်ဗျာလူပြိုကြီးအပြိုကြီးဆိုတာအချစ်ကိုအောက်ထားရတာကံထွက်တတ်ပါတယ်ပောက်ခွဲကုန်တတ်ပါတယ် တို့ကလည်းအပြိုကြီးလေကွ လူပြိုကြီးကိုပြောတာပါ ဆိုလိုတာကသူတို့မပတ်သက်ဘူးဆိုတာကိုမင်းကမယုံတာပေါ့ ဟုတ်ပါတယ်ခုလဲမီတိုကအဲ့ဒီလူပြိုကြီးကိုဘတူအိမ်မှာလို့သတင်းရပါ ဒါဆိုလိုက်ကြရအောင်မိစေ ready ပဲမနှွဲ့ ဦးရဲ့ထားတော့လေဦးရဲ့စောစောထပြီးစာရေးတာအုံနောက်ဘူးရှင်နဲ့ စောလိုက်လားမီတိုးရဲ့ မနေ့ကအတန်သွင်းမှုဇန်ညူရေးပြရမယ်ဆို ကြမ်းမရေးလဲမိတာပဲဥဒီလိုပဲအေးများတယ်မီတိုးရဲ့ ဘယ်လို့မဆိုကြိုကြိုတင်တင်ပြီးတာကောင်းနေကျွန်တော်ကြီးတော်လေးဆိုရင်ကောင်းနေမဟုတ်လားဘယ်လာမှာဘယ်ကုန်စည်းကြတယ်ဈေးတက်တယ်ဆိုတာတက်ကလေးကြည့်ကျူတွက်ပြီးထုတ်တဲ့ကုန်ကိုထုတ်တယ်လှောင်တဲ့ကုန်ကိုလှောင်တာပဲဒါကြောင့်လေမင်းမသားတွေပဲမဲ့သူတို့ဘယ်အောင်စီးပွားတက်တာပေါ့ဗျ အမျက်လိုချင်ကြတာကိုမီတိုးရဲ့မီတိုးကြီးတော်တွေကိုမီတိုးအားကြလား စီးပွားရေးကိုတော့အားမကြပါဘူးဝိရိယကိုအားကြတယ် ဦးမီတိုးကိုအဲ့ဒါတွေသဘောကျတာ ရှင် မီတိုးကိုဦးလေးလာကြည့်တော့ချစ်ဆိုတာဘာမှမသိပဲရီးစားအရင်ထားထားတယ်အပြည့်အပဲရှိတယ်ကျန်တာအကုန်ချစ်เสียကောင်းတယ် ရှင် မီတိုးဒီမှာနေရတာပြောလားမီတိုးဒီမှာရှိနေတာဦးတော့ပြောတယ်ဆိုတာကဟိုဒီလိုလေးဟိုဥစားပြောတာပါပဲလေ ဦးရဲ့ရိုးရိုးသားသားဘုံဘုံနဲ့ပြောစမ်းပါပြောတာဟာပြင်းတာလို့ဆက်ဆံမကောင်းပါဘူး မီတိုးကိုဦးဓာရီကြိုက်တာပဲ ရှင်ဦးစကားတွေကလည်းအဲ့ဒါတွေကိုသဘောကျတယ်အကုန်ချစ်စရာကောင်းတယ်မိတို့ဒီမှာရှိနေတာဦးတော့ပြောတယ်တဲ့ဘာလဲဘယ်လိုလဲငါကိုယ်တိုင်ကပဲသူ
မီတိုးဘာဖြစ်နေတာတော့ဦးကမျက်နှာတက်ဖို့ရေခွက်တွေသဘောတန်တွေကိုယူဖို့လက်ကမ်းနေတာဦးကိုစိုက်ကြည့်ပြီးငိုင်းနေလိုက်တာပေးလည်းမပေးဘူးဘယ်လိုဖြစ်နေတာလဲမိန်းကလေးရဲ့ ။အိုးငါရှစ်ဆရာများကောင်းပါပြီလား။ကျော်ရဦးနင်တလေးမင်း ကဲမြင်တော်မူတဲ့အတိုင်းပါပဲခင်ဗျာလက်ပြမှာဆင်သွားသလိုထင်းထင်းရှားရှားလေးလေးမရမရတော့ ဟုတ်တယ်။ဦးနဲ့ကျွန်တော်နဲ့လင်းမရ။အဲ့ဒါဘာဖြစ်လဲ ကဲအကြားရတော့တို့ ဟဲ့မီတိုးဘာရီလျှောက်ပြောနေတာလဲဟိုမီတိုးပြောတာမဟုတ်ဘူးခင်ဗျာ ။အော်ဦးကခုထက်ထိလူကြီးလူကောင်းဆန်နေသေးတာပေါ့ ထွေလာကေလာတွေအငေါ်တူးတွေလုံမနေနဲ့မင်းတို့အခြေအနေငါ့ကိုအမှန်တိုင်းပြောကြတာ ဟိုခိတ္တတဲခိုခွင့်ပြုတ်ထားတာကလွဲလို့ဘာအခြေအင်းနဲ့မှမထူးပါဘူး ။ကျွန်တော်ဦးကိုယူမလို့ ဟဲ့မီတိုးဘယ်နာရီလျှောက်ပြောနေတာတော့ ကြားတော်မူတဲ့အတိုင်းပါပဲဈာစကားမဟုတ်ဘူးနော်ကာယကံရှင်တွေရဲ့ဖွင့်ဟဝန်ခံချက်ပေါ့ မီတိုငါပါဆွဲရိုက်မိတယ်ခုတခါရဒုနဲ့လိုက်ခါစားဒီမှာမောင်ဘတ်တူ ခင်ဗျာ မင်းလူကြီးလူကောင်းဆမ်းမှာကိုမီတိုမင်းအိမ်မှာမရှိတော့ငါတော့ရှိတယ်ဆိုပြီးလာခေါ်တယ်တကယ်လည်းရောက်နေတော့လာမပို့ဘူးဖွက်ထားတယ်ဒါကောင်းရဲ့လား ဟိုးဘယ်ကောင်းပါမလဲအန်ဒီတို့ရဲ့ အိုးအကျဲအကျဲမငိမ့်ွယ်ပြောမနေပါနဲ့ကွယ်နှစ်ဆက်ကပုံးလေးဆက်ကွဲနေတယ်မိဆွေမိတော့ကိုခေါ်ခဲ့ ။ဦးကျွန်တော်ရှိနေတာဦးပြောတယ်ဆို။ကျွန်တော်လည်းဒီမှာပဲပြောတယ်။ကျွန်တော်တော့လိုက်မသွားချင်ဘူးဗျာ ဆွဲတာတွေ ။ပြောပါဦးရဲ့ပြောပါ။ဦးလိုက်သွားဆိုမှမိတို့လိုက်သွားပါမယ်။မမွေတော့မိတို့အဆိုင်လက်ခံရဲ့။အိုးအသက်လက်ခံရဲ့ မီတိုးကြီးတော်တွေခေါ်တာကိုလိုက်သွားလိုက်ပါမီတိုးရဲ့ ဦးလူကြီးလူကောင်းပြီးတာပါတယ်ဦးရဲ့ စိတ်တော့ကလေးပြေအိမ်မကြလေးရချေအချစ်ပြေနေစီလာများများနှလုံးသားအချစ်ကင်းဝေကနေတိုင်းငိမ့်နေပြီရုပ်တရက်မုံနိုင်စဉ်ဒီပြင်းတိုက်ပါမြစ်တဘူထားသလိုလေအိမ်နိုးထချစ်သူ့အတွေ့ဆွဲထင်းရစ်ပြီလေ ချစ်ကိုမပြီးပဲအချစ်လို့ညီဆွဲဝဲရီနေတလို့ပဲကမ်းမဟာတဲ့ကိုကမ်းထင်ကိုမိငါမကမ်းပြိုပြီးပမာရောဝဲချမမောရဲတာပဲ ဝဲပြောင်းစေကာလာကျုပ်ခနဲ့လမ်းနဲ့ချစ်ခဲ့တင်ရှင်လားစိတ်နာပေါ်တာအာမီ ဒီမှာနောင်ကြီးကိုပေးသေးမလားဇာညွန့်ဆရာကိုဘတ်တို့အိမ်ကလေ ဟုတ်ပါတယ် ကျွန်တော်ကမီတိုးတို့နဲ့အနီးနားချင်းပါခင်ဗျ ဩဟုတ်လားမိတို့တယောက်နေကောင်းရဲ့လား တမိုင်မှာတူတူနဲ့ဗျာဘူရာကြီးကိုလွတ်နေတယ်ဗျအဆွေးပုံဘူရာကြီးကတော့ပိုင်လိုက်ပုံနဲ့ဗျာကျွန်တော်ဘောတာမောင်ခမောင်ထုံးမဲ့နောက်ကိုကြတာလေဗျ သူတို့ကရိုးသားတာပါကွာ ခင်ဗျားကလည်းတိုင်းရှူရပြီကဲခင်ဗျားအာစီရောဘယ်လိုလဲ အေးဖီလင်းဝင်တယ်လို့ပဲ အေး ငါထင်တော့အရွယ်ကွာတာလဲအာစရီစစ်ရက်ကြတယ်ရှင်လေကွာ ဟိုယောက်ျားပါစမိန်းမပခက်တွန်းပါဗျာခင်ဗျားအာစီဘယ်လိုချီတက်မယ်ပြည်တန်ထွက် သူ့သဘောကတော့သူသာဆွေးတင်ဆွေးမယ်မိတို့ကတော့သူ့ကြီးတော်တွေသဘောတူတဲ့လူနဲ့ယူစီခြင်းနဲ့လေ ဟာခင်ဗျားအာစီရတယ်တော်တော်တုံးတယ်လူဗျာတော်တော်အောက်တယ်လူပဲဒါဆန်ညွန့်မဟုတ်ဘူးဗျာလက်တွေ့မီတိုးကြီးတော်တွေကအပြိုကြီးကြီးဗျဘာဖီလင်ကိုနားလဲမှာသူတို့အရာမှာကြောနေတဲ့ကျွန်တော်တို့ဘော်လာမောင်ခမောင်ထုံးမင်းနဲ့ပဲစစ်စီစဉ်မှာပေါ့ဗျ အဆက်ပြေအိမ်အောင်ရေးပေါ့လေကြီးတော်တွေအဆက်ပြေဖို့တူမမျက်ရည်အိမ်ထုံးရမယ်ကိတ်လေ
ငါအစရိရလဲမိတိုးကိုယူဖို့မောင်ခင်မောင်ထုံးမင်းကိုနားချအောင်မယ်ဆိုလား ဥပေတိအာစရိရဲ့အလကားပဲ ဘာဖြစ်လို့လဲမိတိုးရဲ့ မိတိုးကိုနှင်းနေ ဒီသဘောမျိုးမဟုတ်ပါဘူးကွယ် ဘာလို့ရမှာလဲဥလွန်မှာကြီးတော်တို့နဲ့လိုက်ပါမယ်ဆိုတာကိုဇွတ်ထည့်လိုက်တယ် သူကလူကြီးမလားကွယ် အိုးသူလူကြီးလူကောင်းဆန္ဒမိတိုးနှင်းနာတင်သလားလို့ အဲ့ဒါတော့သူလည်းမစင်းစားမိဘူးထင်တယ် ဒီမှာဥပေတိကိုခင်မောင်ထုံးမင်းကဥနဲ့မိတိုးကိုတမုတ်တယ်ဥကိုလည်းသူ့လိုအစားပဲလို့ထင်းနေတယ် သူကဘယ်လိုစားလဲ အခုရေးသမားလေလက်ကင်ခွင်းကြုံရင်လက်ကင်လိုက်တာပဲပခုံးဖက်ခွင်းကြုံရင်ပခုံးဖက်လိုက်တယ်ပါနန်းခွင်းကြုံရင်လည်းပါးကိုနားလိုက်တာပဲချင်းလိုက်တာလည်းခဏခဏပဲရုပ်ရှင်တစ်ခါကြည့်ပြီးကြတဲ့ကသူ့ကိုမိတိုးရှောင်ခဲ့တာ ဒါနဲ့များလင်နောက်လိုက်တော့သူ့နောက်ကိုနော် မိတိုးမှားပါလေဥပေတိရဲ့ကြီးတော်တို့ပေးစားမဲ့ကိုမမြင်ဘူးမတွေ့ဘူးတာကိုခေါင်းနှိရမှာဆိုလို့သူ့ကိုအားကိုးလိုက်မိတာပါကြားစာကျွေးမှဆိုလို့ခွေးကြိုက်ခံလိုက်တဲ့သဘောပါဥပေတိရဲ့ ကံကောင်းလို့ခွေးကြိုက်မခါရတာနော် အခုတော့ခွေးကြိုက်ခံရတော့မှာပါ ဘာဖြစ်လို့ မိတိုးတို့အရက်ထဲမှာသူနဲ့လိုက်သွားတယ်လို့သတင်းကကြီးနေတော့ကြီးတော်တို့ကအဆက်ကွဲမခံနိုင်ဘူးလေသူနဲ့ပဲစီစဉ်ကြလိမ့်မယ်ထင်တယ် မောင်ခင်မောင်ထုံးမင်းသဘောကရော မိတိုးပြောပါရဲ့လားသူကဦးနဲ့ကျွန်တော်ကိုတမုတ်နေတယ်လို့ဒါကြောင့်ကျွန်တော်ကလည်းဦးကိုယူပစ်လိုက်ချင်တာ သူကသမုတ်လို့မိတိုးကယူပြကျင်တာဆိုတော့သူသာမသမုတ်ရင်မိတိုးအာစရိကိုစဉ်းစားမှာမဟုတ်ဘူးနော် အိုးဒီလိုလည်းမဟုတ်ပါဘူးဗျာ အာစရိကိုမိတိုးဘယ်လိုသဘောထားလဲ မိတိုးကိုစွန့်နေလိုက်လို့မုန်းတယ် ဖယားစု မိတိုးမစင်တတ်ပါဘူး မိတိုးအာစရိကိုမုံကြောင်ဘယ်လိုတက်တည်ပြမလဲခင်မောင်ထုံးမင်းကိုယူပြမလား အိုးမိတိုးသူ့ကိုမယူပါဘူး မိတိုးအာစရိကိုမမုန်းပါဘူး မိဆွေတို့အဆက်တော့စိတ်စိတ်မှောင်မှာကွဲပြီထင်တယ် မီးလုံးကိုငရုတ်စုံနဲ့ထဲ့ထောင်းသလိုပါပဲမမတို့ရဲ့ အရက်ထဲမှာတော့အမျိုးမျိုးပြောကုန်ရပြီ ဟုတ်တယ်မမတို့ရဲ့ခိုးရလိုက်သွားတာကိုပြန်သိမ်းလာပြီးနမရှုပ်ပိတ်ထုတ်တော့မယ်တဲ့ရှင် ဟဲ့ငါကြားတာကတော့မိကျိုးကိုကောင်းလေးကချီတော်ကျင်ပြီးပြစ်လိုက်တာတဲ့ အိုးတချို့ကဘိုက်တောင်းပါလာတယ်လို့အပုတ်ချသေးတာ သူတို့မို့လို့ဟုတ်ကသတင်းကိုအားရရတော့ ဟိုးကျမတို့နားတွေကလည်းပြောသမျှသတင်းကိုအားရရနားထောင်မိတာကြီးပဲ ဟိုးဘာပဲဖြစ်ဖြစ်မောင်ခင်မောင်မင်းချုံကိုတော့မြစ်တာရရမှာပဲ သူကဟိုကိုဘတ်တူနဲ့မိတို့ကိုအထင်မဲနေတာ မဘတ်တူကြည့်ရတာဥပဒေရုပ်ကတော့ဟောရရလုံးမထင်ပါဘူး အိုးလူကြီးလူကောင်းဆောင်ကကောက်ကမြင်းတွေကအများကြီးပဲဟာ ဒါလေညီကပါသမုတ်ချင်းတဲ့သဘောလား သွားခေါ်တဲ့နေရာကြည့်ပါလားဟိုဟာမကပီတီတီကတ်တက်တက်နဲ့သူ့အကောင်ကိုခွင့်ပန်းနေတာမကြောက်ဘူးလားပါတာဆွဲရတဲ့ချင်ပါပဲ ဟဲ့ဖီလင်းဝင်နေတာမှမသိတာ ဟုတ်ကျမကမိတို့နေရာကဆိုကိုဘတ်တူကိုဖီလင်အောက်ဆရာကြီးပါ အိုးသူကအောက်ဆရာမမြင်လို့နေမှာပေါ့အေးညီကအပြိုကြီးပါမိဆိုရင်ဖီလင်းကြောင့်မဆွေးနေသားမှနဲ့ မမတို့ကလည်းအပြိုကြီးပါပဲမမတို့ရဲ့ကုံပုတ်ချင်းအတူတူမမတို့ကအယောင်ဆိုးရင်သေးတယ်နော် တော်စမ်းငါပါဆွဲရိုက်လိုက်ရ အမှန်မလို့ပါနဲ့ အရေးကြီးတာကညီနဲ့ငါနဲ့ခွဲလိုက်ချရမယ် ဟာဘူးလေ ဟဲ့မောင်ခင်မောင်မင်းချုံနဲ့မိတို့တို့ကိစ္စလေငါကလေမောင်ခင်မောင်မင်းချုံကိုစီးရုံနဲ့မောင်ခင်မောင်မင်းချုံသာโอเคရင်မောင်ခင်မောင်မင်းချုံဘက်ကလူကြီးတွေကိုနားပေါက်ဖို့မောင်ခင်မောင်မင်းချုံအောက်မလေးဒီနာမည်ခေါ်ရတာတက်တောင်းစရာနေရမှာမဟုတ်ပါဘူး ဟုတ်ဘောမမနဲ့လွဲနေတယ်မောင်ခင်မောင်ထွန်းမင်းပါ ။အိုးထုံးမမကလို့မြင်းထုံးမဲ့ဖြစ်ဖြစ်ငါစီးရုံနဲ့ညီကမိတို့သာနားချအရက်ထဲမှာတော့တို့အဆက်ကွဲမခံနိုင်ဘူးညီရောခံနိုင်လား မမနွယ်လို့ရှိတော့မှာပေါ့မမနွယ်ရဲ့ ဒါဆိုရင်ဇွတ်တာစီစဉ်အဆက်ပြေမင်္ဂလာစား ကျွန်တော်ဘက်ကစဉ်းစားပါအန်တီ အန်တီဘက်ကစဉ်းစားပါမောင်ခင်မောင်ထုံးမင်း ခုကိစ္စကအန်တီတို့ခဏအရှက်မကွဲရအောင်ကျွန်တော်ကတကယ်လို့အရှက်ကွဲရမယ်ဖြစ်ပါ ဒီလိုလေးကွယ်မောင်ခင်မောင်ထုံးမင်း ဘယ်လိုလေးဖြစ်ဖြစ်ကျွန်တော်ကခံဘက်ကပါအန်တီတို့ရှိရင်ဗီဒီယိုကိုပါတူပေါ်ထားတဲ့တန်ဝန်းစင်ကခိုင်းနေတာ မင်းကိုအရွက်တိုက်တာလေပါရင်ပါမှာပေါ့ကွယ် အရွက်တိုက်ပြီးလင်းဦးပြတော့ကျွန်တော်ကဘာထူးမှလဲအန်တီရဲ့ တကယ်တော့မင်းသားမမကန်ကခိုးပြန်ဒီပြဿနာမပေါ်ဘူးနေစားမအောင်ခုမှမေးရအောင်ဒီတော့ကမင်းကချင်းကျင်နေရကိုဘာဖြစ်လို့မလာတာလဲ ကားတင်ပြေးမဲ့ကားကလမ်းမှာပြက်နေတော့အချိန်လေးလွဲကုန်တော့တာပေါ့ကဲပါအန်တီရဲ့နောက်ကျောင်းနေပြန်နေပါနဲ့တော့အန်
န်တီတူမကိုတခြားတင့်တော်သူတယောက်နဲ့သာ ဟုတ်ကွယ်ကြောတော့လေတကြီးညားတော့လေတို့သားဆိုကောင်းနိုင်မှာမလားကွယ် အရေးကြီးတာမိတိုးလင်ရဖို့ပါ အရေးကြီးတာကမျိုးဆက်အမွေထိန်ဖို့ကွအန်တီတို့မှာညင်မ3ယောက်ပဲရှိတာအလတ်မှာ1ယောက်ပဲအိမ်အောင်ကြတယ်ဒီကောင်မကကိုုံရှိနေတော့သူ့ရင်ဆုံးသွားတယ်လေတခါမိတိုးကိုမွေးပြီး2လအကြာအလတ်မှာပါဆုံးတော့ကြာနဲ့တို့ညင်မ2ယောက်ကလည်းလင်းလန့်ပြီးအပြိုကြီးဖြစ်ကုန်ရတာပေါ့ကွတို့အလုပ်တို့လုပ်ပြီးစီးပွားရှာတာဘုံကြီးလန်းကပွဲယုံတန်တော်ကလေးမှာအခန်းတွေနဲ့တိုက်တန်းကြီးငှားထားတာလေဒီတော့သိမ့်ချီပြီးတော့လေပတ်နေတဲ့လုပ်ငန်းနဲ့ရှိသမျှအမွေတွေကိုပေးဖို့က ကျွန်တော်မိတိုးကိုယူဖို့စဉ်းစားပါမယ် အစိုးကြီးကလေးကဒီစကားပြောလိုက်ရင်ကြက်ရော ကိုခင်မောင်ထုံးမင်းဟာမိတိုးရီးစားဟောင်းဆိုတာမှန်တယ်ဒါပေမဲ့မိတိုးခုချိန်မှာသူ့ကိုမေတ္တာမရှိဘူးဒါကြောင့်မယူနိုင်ဘူး ။အော်ညီကတို့အချက်ကိုခွဲမပေါ်လေဟင် အန်ဒီဆွေတို့ကကျွန်တော်အသေးကိုခွဲတာပါ ။ဒီမှာမိတို့တို့ကဆွေနဲ့မျိုးနဲ့နော်မျိုးဆက်အပြတ်မခံနိုင်ဘူးလေသိရလား မိတိုးဘသူ့ကိုယူယူဖြစ်တယ်မလားအန်ဒီဆွေရဲ့ ။မြင်စမ်းမအောင်ညီကဘသူ့ကိုယူချင်တာတော့မောင်ဘတ်တူလား။ तू ကညီကိုတို့နဲ့ထက်လို့လိုက်တော့မလားအေးပြီးတော့မောင်ခင်မောင်ထုံးမင်းကိုသွားပြီးနားချနေတယ်ညီကိုယူဖို့ညီကိုယူတယ် ဟုတ်ပါကိုခင်မောင်ထုံးမင်းကျွန်တော်ကိုယူဖို့ဘုရားတောင်းလာချတယ် အစ်စ်ပေါ်အေးသူကညီသူ့ကိုကတ်နေမှာတိတ်ကြောက်တယ်ပုံ သူနဲ့ဘာဆိုင်လို့ဝင်ပြီးနားချလာတာတော့ အေးလေမဆိုင်တာတွေဝင်ရှုပ်နေတဲ့မောင်ဘတ်တူပါဆိုသူကလူကြီးလူကောင်းပြီးဆောင်ရွက်ရမယ်တဲ့ အော်သူများအချစ်ရေးအိမ်တော်ရင်းမှာသူကကြားရင်ကုန်တက်ချင်တာကို အဲ့ဒါပြောတာပေါ့သူ့ဂုံတမျက်နဲ့သာကြည့်တဲ့အစားအိတ်အမှားရတော့ သူပြုသမျှနှုတ်ရအောင်သူ့လက်ခုပ်ထည့်ရခြင်းမဟုတ်ဘူး ခုကိစ္စမှာတော့မှောက်လို့မောက်ပုံလို့သွမအေး ဒီမှာအန်ဒီဆွေမိတို့ဦးကိုမြတ်တိုင်ပြစ်တယ် အိုးပြက်လိုက်တာပေါ့ သူ့ကိုမိတို့ချဲပြစ်ခြင်း ပါတော့ဆွဲရိုက်နေသေးတယ် မိတို့အန်ဒီဆွေတို့စီစဉ်လာစဉ်းစားပါတော့ စဉ်းစားတဲ့ငါပေါ်တူမရဲ့တာတုတာတုတာတု အာစီဒါပေါ့ဒါလေဒါလေအဲ့ဒါလိုက်အာစီတက်ဘယ်လိုလေဒီဘာလဲဘယ်လိုရလဲဟုတ်လားအဲ့ဘာလို့ဆုံးနေလဲအဲ့အာစီကိုတက်ဆန်ရှာတယ်တော့မင်းကပြောစတာဖေးအဲ့ဒါအဲ့ဒါဖေးအဲ့ဒါဆိုတော့ဒါအမစတာဘာလို့လဲဝါဥစားဟာလာဖေးI think check. No. That's just how you know. That's how you know. It's just how I see. I'm going to be. Seattle. I tell you, huh? Chứ mà luật của nó biết rồi sẽ được ဒီမဲ့ဦး မိတိုးဟာ 好吧